စာရေးသူရွှေညမေချိုရေးသားထားတဲ့ထာဝရအတွက်ပါမောင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ဇာတ်လမ်းလေးကိုနားမစင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနဲ့တို့အသစ်တွေတင်တဲ့အမြဲတမ်းစီဖို့အတွက်ဒီနာနူတီခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့လေတောင်းဆိုလိုက်ပါရစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်စာရေးသူရွှေညမေချိုရေးသားထားတဲ့ထာဝရအတွက်ပါမောင်းဆိုတဲ့ဇာတ်လမ်းလေးကိုအတူတူနားဆင်ကြည့်လိုက်ကြရအောင်ပါရှင်။မြူတိန်ကင်းစင်နေတဲ့ခင်းမှာကျွေရုပ်လာတယောက်ဘတ်စကားမတ်တန်စီကိုအလင်းစလိုပြေးလာပါတယ်။ပခုံးတစ်ဖက်ကလည်းဂီတာအိတ်ကလေးကိုလွှဲထားတယ်။သူမှလည်းမှတ်တိုင်လေးရောက်ရောဘတ်စကားကလည်းအယောင်နဲ့ကွက်တီပဲဖြစ်သွားပါတယ်။သူမှလွတ်နေတဲ့ထိုင်ကုန်တစ်ခုမှဝင်ထိုင်လိုက်တယ်။သူမထိုင်ပြီးမကြပါဘူး။သူမရဲ့အနာကိုအဖိုးတယောက်ရောက်လာပါတယ်။ထိုင်စရာခုံကလည်းမရှိ။အဖိုးကအပေါ်ဘားတန်းလေးကိုကင်ကတုံချီချီနဲ့ရက်နေတာကိုကျွေရုပ်လာမမြင်ရပါဘူး။အဖိုးဒီမှာထိုင်ပါရှင့်။သူမထိုင်နေတဲ့ခုံလေးကနေထပေးလိုက်ပြီးအဖိုးကိုတွေ့ပြီးတော့ထိုင်ကုန်ပေါ်ကိုထိုင်ခိုင်းလိုက်ပါတယ်။ငါမြည်လေးတက်တော်ရကြောရှိပါစီကွယ်။တစ်ဖက်ကအဖိုးမှလည်းသူမကိုဆူတောင်းမြစ်တာပို့သားနေပါတယ်။ကျွေရုပ်လာကတော့အဖိုးပေးတဲ့စုကိုနှစ်သက်တယ်လို့နဲ့ပြုံးနေမိပါတယ်။ကျွေရုပ်လာကစားတောက်ဆိုင်တစ်ခုကအဆူတော်လေးပဲဖြစ်ပါတယ်။ဝါသနာပါတဲ့အလုံးနဲ့အသက်မွေးနေတဲ့သူမို့သူမကျဉ်တ်ပါတယ်။သူမတငယ်ချင်းတယောက်နဲ့အတူတိုက်ခန်းငားနေတယ်။ပတ်ဝန်းကျင်ကတော့သိတဲ့အတိုင်းစားတောက်ဆိုင်ကလူတွေဆိုရင်အထင်အမြင်သေးချင်ကြပြီးတော့မကောင်းကြောင်ပြောကြပါတယ်။ကျွေရုပ်လွာကတော့ပတ်ဝန်းကျင်ကိုတက်ကျူးဆိုင်တဲ့လူမျိုးမဟုတ်ပါဘူး။ပတ်ဝန်းကျင်ဆိုတာမကောင်းတာကိုသာအတင်းဖြစ်ခဲ့ရပြောတတ်ကြပြီးကောင်းတာဆိုရင်တော့ပြောဖို့တောင်အင်အားရှိကြတဲ့သူတွေမဟုတ်ကြဘူးလို့သူမခံယူထားချက်ပဲဖြစ်ပါတယ်။ကျွေရုပ်လာကပုံစံအတာမာကျော်အေးဆက်နေပြီမဲ့တပားသူကိုတော့တနာကျင်နာတတ်ပါတယ်။အဲ့ဒီအပြုံကိုနှစ်သက်စွာကြည့်နေမိတဲ့သူဟာစူးရပဲဖြစ်ပါတယ်။ကားပေါ်ကိုတက်လာကြတဲ့သူမရဲ့ပုံစံလေးကတာမန်နဲ့မတူတလို့ရှိတာမို့စူးရှအကဲခတ်နေလိုက်မိတယ်။ကျွေရုပ်လာရဲ့ပုံစံလေးကလည်းစူးရှအကဲခတ်ချင်မိလောက်အောင်ပဲအနဲ့ရောင်စပိုးရှက်လေးပေါ်မှာဂျင်းအင်ကြီးလက်ရှိလေးကိုထောက်ဝဲထားပြီးရင်းမောင်းပြီးပွားလေးကိုဝှစ်ဆင်ထားတယ်။ပကုံးပေါ်ကလည်းဂီတာအိတ်ကလေးကိုလွှဲထားတာမို့စူးရှရဲ့မျက်လုံးထဲမှာတော့သူမကထူးခြားနေပါတယ်။သူမရဲ့ပုံစံကခက်ဆိုးဆိုးကောင်မလေးတစ်ယောက်နဲ့တူတယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲသူမနဲ့တွေ့ဆုံရမှမလို့လားမသိဒီနေ့ကြောင့်မှပဲကုမ္ပဏီအလုပ်တွေကြားမှာပင်ပန်းလွန်းတာကြောင့်စိတ်ပြေလက်ပြောက်ဆိုပြီးကိုပိုင်ကားကိုလည်းမမောင်းခြင်းတစီကိုလည်းမငားချင်တာကြောင့်စိတ်လွတ်ကိုလိုဘတ်စကားစီးရာကနေဒီလိုတွေးဆုံခြင်းပဲဖြစ်ပါတယ်။စူးရှားက brand ကုမ္ပဏီရဲ့ရှယ်ယာအများဆုံးဥတူရာနဲ့ဒေါ်ထိတ်ထားတို့ရဲ့တဦးစီသောသားဖြစ်တဲ့အပြင်သူကိုယ်တိုင်ကလည်းကုမ္ပဏီရဲ့အဓိကဒရိုက်တာရာထူးကိုရရှိထားတဲ့သူပဲဖြစ်ပါတယ်။အကိုလေးကားကစပယ်ယာကောင်လေးကပတ်စံတောင်းနေတာကြောင့်ဘောင်းမီအိတ်လေးတွေကိုပတ်စံဆန်းနေပါတယ်။အဲ့ဒါမှဗုဒ္ဓကုမ္ပဏီကထွက်လာကြတဲ့ဖုံးလဲမပါပတ်စံလည်းမပါခဲ့တော့အခုမှခတ်ပြီးဘောင်းမီအိတ်ထဲမရှိတဲ့ပတ်စံကိုစမ်းနေရင်စိတ်ထဲကနေညှဉ်းညူလိုက်မိတယ်။ပေးစရာလည်းမပါတာမို့စပယ်ယာကိုအပြုံးလေးနဲ့တနာစပယ်မျက်နှာချိုသွေးနေပါတယ်။ဒါမျိုးတွေကရိုးနေပြီကိုလူပုံကသာတနာနာဝက်ထားပြီးပတ်စံမပြီးပဲစီးသွားကြတာအများကြီးဒီတခါတော့မရဟုတ်ကိုစပယ်ယာကောင်လေးကမန်ပါပါနဲ့အော်ပြောလိုက်ပါတယ်။အော်ပြောတဲ့ကြောင့်ကားပေါ်ကလူတွေရဲ့မျက်လုံးတွေကဆူရှာစီမှာပါ။ဆူရှာလည်းအဲ့မျက်လုံးတွေကိုပင်ရင်မဆိုင်ရဲလောက်အောင်ရှက်နေတာမို့ခေါင်းလေးကိုငုတ်ထားလိုက်ပါတယ်။ရော့ဒီမှာသူ့အစားအမျိုးသမီးတူကသူ့အစားပတ်စံပေးလိုက်တော့ဆူရှာမောကြည့်လိုက်တယ်။သူအကဲခတ်ပြီးကြည့်နေခဲ့တဲ့အမျိုးသမီးစပယ်ယာလည်းပတ်စံရသွားပြီမို့တခြားသူများထံလိုက်တောင်းနေပါတယ်။ကျေးဇူးပါဗျာခမ ्या ပတ်စံကိုကျွန်တော်ပြန်ဆက်ပြရစီ။ရပါတယ်ပြန်မဆက်ပါနဲ့1000လောက်နဲ့လည်းကျွန်မမွဲမသွားပါဘူး။နောက်တစ်ခါကျရင်တော့အပြင်သွားရဲ့ပတ်စံလေးပါလေးစောင်းပေါ့ရှင်။မှတ်တိုင်ရောက်ပြီးစင်းမဲသူရှိလား။စပယ်ယာရဲ့မှတ်တိုင်လို့အော်တန်ကြောင့်သူမပြောပြီးတော့ဆင်းသွားပါတယ်။ဆူရှာလည်းမျက်နှာပူတာမို့သူမနောက်ကလိုက်ဆင်းလိုက်တယ်။ဆူရှာသူမထွက်သွားတဲ့ကြောပြင်းကိုငေးကြည့်နေမိပါတော့တယ်။ဟဲလွှာနေရောက်လာတာနဲ့အတော်ပဲ။ဘာဖြစ်လို့လဲရိုစီ။အခုတချင်းဆိုရမယ်အလဲကတီရီအေးလေတီရီကဘယ်သွားလို့လဲ။သူ့အမေနေမကောင်းလို့ဆိုပြီးတော့နေခဏပြန်သွားတာ။အဲ့ဒါအခုစင်ပေါ်မှာဆိုမဲ့သူမရှိဘူး။ငါတို့ကလည်းဘော့စ်ကခိုင်းထားတာလေးရှိလို့တွားမှာနင်ဆိုပေးနိုင်မလားလို့အေးပါငါဆိုလိုက်ပါမယ်ရိုစီတို့အကူညီတောင်းတာကိုလွှာလက်ခံလိုက်ပါတယ်ကျေးဇူးလွှာရပါတယ်အချင်းချင်းနေပဲ哦လွှာကတော့ဘသူ့မဆိုကူညီတတ်တာမို့အပေါင်းအသင်းအားလုံးကလည်းလွှာဆိုရင်ချစ်ကြတယ်ခင်ကြတယ်လွှာနေဒီနေ့နောက်ကြတယ်နော်ဟုတ်တယ်ဟာဒီနေ့ဆိုင်မှာကောင်မလေးတယောက်ကခွင့်ယူလို့သူ့အတွက်ပါတချင်းကူဆိုပေးနေရတာဒါနဲ့နင်ကဒီနေ့စောပါပဲအေးဒီနေ့ငါတို့ဒရိုက်တာလေးကဘာတွေသဘောတွေ့နေလဲမသိဘူးစောစောရုံးဆင်းပေးလိုက်တာအမလီဟဲနားကြမြင့်ကတ်လိုက်တာဒရိုက်တာလေးနဲ့လွှတ်မကျင်တဲ့ပုံစံလေးနဲ့မျက်မှောက်မျက်စောင်းလေးထိုးလိုက်ပါတယ်
မျက်မှော်ကသူတို့ရုံးကဒါရိုက်တာလေးရဲ့အကြောင်းကိုလွှားကိုတမင်သက်သက်ပြောပြခြင်းပဲဖြစ်ပါတယ်။လွှားနင်ငါတို့ထိုက်တာလေးကိုမမြင်ဘူးသေးလို့နော်။နင်သာမြင်လိုက်ရင်ကြည်စမ်းမိမရုပ်ကိုကဘာဖြစ်တာလဲ။နေစမ်းမအောင်နင်တို့ပြောတဲ့ဒါရိုက်တာလေးကိုငါတွေ့ရင်ဘာဖြစ်မှာတော့နင်ကြွေသွားမှလို့ပြောမလို့ပါဟာ။ဝေးပါငါစိတ်ကိုမကူဘူးနင်သာကိုယ်အလုပ်ရှင်နဲ့စိတ်ကူးရင်မနေနဲ့သူတို့ကအစင်နှမ်းမြင့်တဲ့သူတွေငါတို့လိုကိုဘွားကိုရုန်းကန်နေရတဲ့သူတွေကိုမျက်စိထဲမှာတော့ထားမှမဟုတ်ဘူးမဖြစ်နိုင်တာကိုမျှော်လင့်နေမိရင်ကိုပဲစိတ်ဆင်းရလိမ့်မယ်လွှာမျက်မှော်ကိုကြိုတင်သတိပေးနေပါတယ်မျက်မှော်ကတော့ဆက်ဖြည်းဖြည်းနဲ့လွှာငါဒရိုက်တာလေးကိုကြိုက်နေတာလို့နင့်ထင်နေရလားမဟုတ်ဘူးလားလွှာမေးလေးငေါ့ပြတော့ပါဇက်ရှိလို့သာပြောတာပါငါကလေငါအိုပါလွယ်ပြီးတော့ဖွဲနဲ့စပွဲပဲအိုပါနင်ရဲ့ဘယ်ကအိုပါလဲသူကလည်းငါတို့ရုံးပါဟာနောက်တစ်ခါနင်းနဲ့မိတ်ဆက်ပေးမယ်အေးပါနင်းလူကိုငါကောင်းကောင်းကြီးအကဲခတ်လိုက်မယ်ရီးစားရှုပ်လားမရှုပ်ဘူးလားဆိုတာငါလူကအဲ့လိုလူမျိုးမဟုတ်ပါဘူးဟာအမေမိမတိတ်ကဲမနေနဲ့မျက်မှော်ကစပ်ဖြည်းဖြည်းလေးပြောလိုက်တော့ကျွေရုပ်လွာမျက်မှော်ရဲ့လက်မောင်းလေးကိုထုလိုက်ပါတယ်ငါရေချိုးလိုက်အောင်မယ်ဟာမြန်ချိုးတော်လွာငါထမင်းခူးရလိုက်မယ်လွာကတော့ရေချိုးကန်နဲ့ဝင်သွားပါတယ်ဟိတ်ကောင်စုရှဘာတွေလောက်တွေးနေရလဲဆူရှာတယောက်အတွေးတွေနဲ့ချဲနေတော့နေရဲဝင်လာတာတော့မသိလိုက်ပါဘူးနေရဲអော်လိုက်မှပဲအတွေးတွေကပြတ်သွားပါတော့တယ်လမ်းလိုက်တာကွာလိပ်ပြတောင်လွှဲတော့မယ်မင်းကဘာတွေလောက်တွေးနေမှမသိတာဆူရှာကတော့ပြုံးနေမိပါတယ်မင်းကဒီကိုဘာလာလောက်တာလဲမင်းကိုလာခေါ်တာဟိုကောင်တန်းစင်ကြီးလေတင်းမောပြန်ဆင်းလာတာအဲ့ဒါညကြတငယ်ချင်းနေစုံပြီးတော့ဒင်နာသွားစားရအောင်နဲ့မင်းကိုပါအပါခေါ်ခဲ့ဆိုလို့လာခေါ်တာ तू ကဆိုင်ရစောင့်နေမယ်တဲ့အေးပါလိုက်ခဲ့ပါမယ်ငါလည်းဒီကောင်ကြီးကိုတွေးကျင်နေတာအဲ့ဒါဆိုအခုသွားအောင်ကွာနေပါအောင်ဟာမင်းကလည်းအစိုးရရှိသေးတယ်လောလိုက်တာငါအလိုလေးလက်ဆတက်လိုက်အောင်ပဲဒါဆိုရင်လည်းမြ мян လောက်ကွာမင်းခုနကတော့ဘာတွေတွေးပြီးတော့ပြုံးနေရလဲမင်းမျက်နှာအမွေရတဲ့မျက်နှာမျိုးကြီးနော်ပြောစမ်းမအောင်ဘာမှမဟုတ်ပါဘူးကွာဒီလိုပါပဲဘာမှမဟုတ်တာလေမင်းကငါ့ကိုရှို့ထားတာလားပြောပြရမယ်ကွာသူဘလောက်မပြောချင်ဘူးလို့ညင်နေရကတော့ရအောင်မေးမှမို့နောက်ဆုံးပြောပြလိုက်ပါတယ်ငါစဉ်းစားနေတာကောင်မလေးတယောက်အကြောင်းပါကွာအဲ့လေတေဟုတ်ပါလားဘယ်တော့မှမိမအကြောင်းဆိုမပြောဘူးတဲ့ငါကောင်ကြီးကောင်မလေးတယောက်အကြောင်းစိတ်ကူးတဲ့အထိထည့်ပြီးစဉ်းစားနေတာဆိုတော့မရိုးတော့အောင်နော်နေရပြောတာလဲအမှန်ပါဆူရှာပေတော့မှမင်းကလေးအကြောင်းကိုပါဇက်ဖျားမပြောဘူးပါဘူးသူ့ဘေးနားမှာဝိုင်းလည်နေတဲ့မင်းကလေးတွေကိုလည်းလုံးဝစိတ်ဝင်စားခဲ့ပါဘူးသူ့အလုပ်ထဲမှာပဲစိတ်နဲ့ထားခဲ့တယ်ပြောစမ်းမအောင်မင်းတို့စုံတဲ့အကြောင်းလေးနေရကတော့ထုံးစံတိုင်းဆက်ဆုပ်နေပါတယ်သူနဲ့ငါစုံတာဘတ်စကားပေါ်မှာဘာမင်းကဘတ်စကားတိုးစီးတယ်နေရတန်တော့မေးလိုက်ပါတယ်စိတ်ပြေလက်ပြောက်ဆိုပြီးတော့လိုက်စီးတာပါကွာတခါတလေကြတော့လေအလုပ်တွေနဲ့ပဲလုံးပန်းနေရတဲ့ငါဘွားအထီးကျန်ဆန်နေကွာမနေ့ကစိတ်ငင်းငွေ့နေတာနဲ့လိုက်စီးတာပါကားပေါ်ရောက်တော့သူမအောင်ကြည့်ရင်လည်းငါပျော်နေမိတယ်ငါအပျော်တွေပြတ်သွားတဲ့အချိန်ကတော့စပယ်ယာပတ်စံလိုက်တောင်းတဲ့အချိန်ပဲဘာဖြစ်လို့လဲသူ့ဘာသာပတ်စံလိုက်တောင်းတာ哦ဘာဖြစ်ရမှာလဲငါမှပတ်စံကြီးလဲမပါဖုံးလဲမပါတော့အခက်ကြုံတာပေါ့စပယ်ယာပတ်စံမပါမန်းလဲသိရောငါ့ဟောဟောက်လိုက်တာပြောမနေပါနဲ့တော့အဲ့ဒီအချိန်ပဲကားပေါ်ကပါလာတဲ့သူတွေကဝိုင်းကြည့်ကြတော့ငါမှရှက်လုံးလို့ဘာမှပြန်မပြောနိုင်ဘူးအဲ့မှာပဲငါရဲ့ကယ်ရီရှင်မလေးကငါစာပတ်စံလာပေးသွားတယ်လေငါလည်းမျက်နှာပူလုံးလို့ကျေးဇူးတင်စကားတော့ကောင်းကောင်းမပြောလိုက်ရအောင်ဆူရှာရဲ့စကားဆုံးမှာတော့နေရဲစိတ်မထိန်နိုင်မင်းနဲ့ရီချလိုက်ပါတယ်မင်းကဘာကြီးတာလဲမင်းဟာရည်စရာကောင်းတာကိုကွာတော်သေးတာပေါ့အဲ့ကောင်မလေးပတ်စံပေးသွားလို့ပေါ့မဟုတ်ရင်မင်းတော့ဘတ်စကအလကားစီးတဲ့သူဆိုပြီးတော့စစ်ခန်းရောက်ချိန်ရအောင်ပါနေရဲကပြောဆိုဆိုနဲ့ထက်ရီတော့ဆူရှာကမကျေနပ်ပါဘူးအဲ့ကောင်မလေးကချော့လာသူများရဲ့အမြင်မှာတော့ချစ်ကကန်လေးလိုထင်ညင်ထမှာငါအမြင်မှာတော့ तू ကချစ်စရာကောင်းနေလောက်ကုန်ပြီငါကောင်ကြီးတော့ယောဂကျွန်းနေပြီဆူရှာရဲ့ပခုံးလေးကိုပုတ်ရင်းနဲ့နေရဲဆိုလိုက်ပါတယ်ဆူရှာအလုပ်တွေကိုလက်ဆက်တက်ပြီးတဲ့ချိန်မှာတော့နှစ်ယောက်သားကားပါကင်လေးစီကိုထွက်လာခဲ့လိုက်တယ်ဆူရှာကတငယ်ချင်းတွေနဲ့တွေ့ရင်ပျော်ပျော်နေတတ်ပြီမဲ့လေအလုပ်ခွင်ထဲမှာတော့သူဟာတီတီကြီးကြီးနဲ့ပါမျက်မှော်ရင်မိုးချိုးပြင်ဆင်ပြီးထွက်လာတဲ့ကြွေရုပ်လာအောင်မြင်တော့လွှာဘယ်သွားမလို့လဲဆိုင်လီဟာနေရဲ့အလုပ်ချိန်ကနေပိုင်းလေညပိုင်းမှမဟုတ်တာဟုတ်တယ်လေညနေကနေကိုငါပြောထားတယ်လေဆိုင်ရကောင်မလေးတယောက်ခွင့်ယူထားလို့သူ့အစားတချင်းဆိုပေးရမယ်လို့လေအေးပါအပြန်လာကြိုရမလားရပါတယ်ဟာငါဘာသာပဲပြန်လာပါမယ်ငါတငယ်ချင်းလေးလည်းတချင်းခွေလေးထုတ်ပေးမဲ့သူနောက်ထပ်ပေါ်လာရင်ကောင်းမှာပဲတော်ပါပြီဟာငါတခါကြုံဘူးလို့ကြောက်နေပါပြီထုတ်ပေးမဲ့သူရှိရင်တော့ငါလက်မခံချင်တော့ကိုပိုင်ငွေလေးကိုပဲဆိုပြီးငါဘာသာခွေထုတ်နေအောင်စူးစမ်းမယ်ဟာသူများကူညီမယူချင်တော့ပြောရင်အတိတ်ကဖြစ်ရတဲ့ကိုလွှာစဉ်းစားမိပါတယ်တနေ့မှကြွေရုပ်လာတို့တိုက်ခန်းလေးကိုလူနှစ်ယောက်ရောက်လာခဲ့တယ်တတိတို့ပါလားဧ
ဧည့်သည်လေးပါလာတာကိုအထဲဝင်မှရှင်လွှာအိမ်တကားလေးကိုဖွင့်ပေးကကြိုးစိုးနေပါတယ်တတိဒီကိုဘာကိစ္စရှိလို့လဲကိစ္စကတော့ဟော်ရီယာဦးနေလင်းနဲ့တတိယသူနဲ့တူပါလာတဲ့သူကိုမိတ်ဆက်ပေးပါတယ်အဲ့လူကလေလွှာကိုခေါင်းလေးဆက်ပြတယ်လွှာကလည်းခေါင်းလေးပြန်ဆက်ပြလိုက်ပါတယ်ဒီကဦးနေလင်းကနင်တချင်းဆိုတာကိုသဘောကျလို့အဲ့ဒါခွေထုတ်ပေးခြင်းလို့တဲ့နင့်ကိုအဲ့ဒါလာပြောတာရှင်ကျမကိုလားလွှာအံ့ဩစွာနဲ့ပြန်မိလိုက်တော့အဲ့လူကထပ်မံခေါင်းလေးဆက်ပြပါတယ်ဟုတ်ပါတယ်ဒီကကြွေရုပ်လွှာကလက်ခံမယ်ဆိုရင်ဥရုကအတန်သွင်းမှုအစင်သင့်မှာပဲလက်ခံပါတယ်ဝါသနာတားကြီးလွန်းသူမို့ကိုယ့်ကိုလက်ကမ်းနေသူကိုလွှာလေတကူလက်ခံလိုက်တယ်မျက်မှော်ရည်ဒီကိုခဏလာပါအောင်ဟာလွှာရဲ့ခေါ်တန်းကြောင့်မိဖို့တွေကနေမျက်မှော်အလောတကြီးပြေးလာတယ်လွှာဘာဖြစ်လို့လဲမျက်မှော်စိုးရင်တကြီးမေးလိုက်တော့လွှာဘာမှမပြောဘဲနဲ့ထိုင်ရအနေထားကမျက်မှော်ဝမ်းသာအားရပြေးဖက်ပါတယ်ငါ့ကိုတချင်းခွေထုတ်ပေးတော့မေးတဲ့ငါအရန်ပြောတာပဲဟာဟဲလွှာနင်တကယ်ပြောနေရလားလွှာကောင်းလေးငိမ့်ပြလိုက်ပါတယ်သူတို့နှစ်ယောက်ပြောနေတာမို့ဘေးကလူရှိနေတာကိုဝင်သတိမိနေကြပါတယ်နောက်မှအပြိုတွေရက်ခါထိုင်ကုန်ပေါ်ပြန်ထိုင်လိုက်ကြတယ်အဲ့ဒါဆိုရင်မနေ့ကအတန်သွင်းမို့လာခေါ်လိုက်မယ်နော်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်တတိနဲ့ဦးနေရေကိုအပြင်ထိလိုက်ဖို့ပြီးနှစ်ယောက်သားအထဲလေးကိုပြန်ဝင်လာခဲ့လိုက်ကြတယ်လှော်အားထားခုံမာတော့တယ်မျက်မှော်ရေငါအရန်ပြောတာပဲသိလားငါအိမ်မက်တွေကိုအခုအကောင့်ထဲဖော်ခွင့်ရတော့မယ်ငါလည်းနေနဲ့ထပ်ထူပြောပါတယ်ဟာမနေ့ပြန်ရုံးပေးရဲဆိုတော့နေအတန်သွင်းရင်ငါပါလိုက်ခဲ့မယ်အေးကောင်းတယ်နေပါတော့ငါအားရှိတာပေါ့ကျွေရုပ်လာတယောက်ပုံမှန်ဆို6နာရီလောက်မှနိုးနေကြဒီနေ့တော့အစောကြီးထားပြင်ဆင်ရရှိတာပြင်ဆင်နေပါတယ်ဟဲ့စောစောစီစီဘာတွေလုပ်နေရလဲဒီနေ့ငါအတန်သွားသွင်းရမှာပထမဆုံးရဲဆိုတော့စိတ်လို့ရှာပြီးအိတ်မပြောလို့သူတို့လာခေါ်ရင်အစင်နဲ့ပြီးအောင်လို့ကြိုးပြင်ဆင်ထားတာလေလွာသူ့ရဲ့ကိုလေးကိုဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့မျက်မှော်ကိုသွားဆနေပါတယ်အမလီဒေါ်ကျွေရုပ်လွာရဲ့အခုမှအစောကြီးရှိသေးတယ်စောစောဟာနင်လဲပြင်တော့တော်ရေချိုးရီမျက်မှော်ရေချိုးကနဲ့အတင်းပိုးနေပါတော့တယ်ဒီလိုနဲ့ပထမနေ့အတန်သွင်းတာအဆင်ပြေခဲ့တယ်နောက်ရက်တွေမှာလည်းမျက်မှော်လည်းမအားတော့မို့လွှာမခေါ်တော့ပါဘူးဦးနေရဲနဲ့ကြွေရုပ်လာတို့တော်လာရှိကြတာကိုပတ်ဝန်းကျင်ကတမျိုးထင်ကြတယ်သူတို့ရဲ့လက်သုံးစကားတွေနဲ့ပဲလွှာကိုထိုးနှက်ကြတယ်အမလီဟဲရုပ်ကလေးဗန်းပြပြီးတော့ကို့အဖေရွယ်လောက်ရှိတဲ့လူတော်မရှောင်တွေးတယ်အေးဟဲ့အဲ့ဒါအတီတွေးတာမဟုတ်ဘူးခြူစားနေတာဟဲ့အဲ့ဒါဆိုပိုင်းလုံးမပေါ့သူတို့ကတော့လွှာချအောင်ပြောခြင်းမို့လွှာကုန်ကြားပါတယ်လွှာရှင်းလည်းမရှင်းပြချင်ပါဘူးဘူးပေါက်တရားကိုသာပိတ်လို့ရမယ်ပါစပေါက်တစ်ပေါက်ကိုတော့ပိတ်လို့မရတာမို့လွှာမကြားချင်အောင်ပဲဆောင်းလိုက်ပါတယ်ဘသူပါပြောသူမစိတ်ယူသားဖို့လိုတယ်လို့ယူဆထားတယ်နောက်ပိုင်းတော့လွှာယူသားပေမဲ့ဦးနေလင်းဘက်ကမယူသားတော့ပါဘူးဟဲ့ကောင်နေလင်းမင်းမကောင်မလေးချောလေးရှိနေတယ်ဆိုသူနဲ့တက်တူရွယ်လူလောက်ရှိမဲ့လူကြီးရမေတော့ဦးနေလင်းကဘီယာတစ်ခါကိုမောတော့လိုက်ပြီးဟုတ်တယ်ငါရဲ့စပွန်ဆာလေးပေါ့။ तू ကငါသိရင်သိရှင်းဆိုရှင်ဘလောက်ပိုင်လဲ။ဦးနေလင်းရဲ့စကားဆုံးမှာတော့တဝိုင်းလုံးရှိကြပါတယ်။အဲ့ဒီအချိန်မှာပဲလွှာနောက်ကရောက်လာပြီးစပွဲပေါ်ကရေးထည့်ထားတဲ့ဖန်ခွက်ကိုကောက်ကင်ပြီးဦးနေလင်းရဲ့မျက်နှာကိုပတ်လိုက်ပါတယ်။မင်းဘာလုပ်တာလဲကြွေရုပ်လား။မြင်တဲ့အတိုင်းပဲလေ။ဒီမှာဦးနေလင်းကျမရှင်းစီကဘာမှမယူခဲ့ဘူး။ရှင်းကိုလည်းကျမကျေးဇူးရှင်တယောက်လိုခံယူထားတာ။အခုတော့ရှင်ရကွက်ရမှာကျမကိုစပွန်ဆာလေးပါလေးနဲ့ဒီမှာရှင်ခွေထုတ်ပေးဖို့ကိစ္စကိုလေကျမဘက်ကပဲဖျက်သိမ်းနေပြောဆိုနဲ့သူတို့နားနဲ့ထွက်လာခဲ့လိုက်တယ်ဦးနေလင်းကတော့သူ့အပေါင်းအသင်းတွေကြားမှာအဆက်ကွဲပြီးတော့ကြံခဲ့ပါတယ်အဲ့ဒီအချိန်ကလေးကလွှာဘသူ့အမှအယုံကြည်မရှိတော့ပါဘူးပတ်ဝန်းကျင်ရဲ့မဟုတ်ကဆွဆွဲချက်တွေကလွှာအတွက်အမဲဆက်ကြီးဖြစ်စေခဲ့ပါတယ်လွှာအတိတ်ကအကြောင်းကိုပြန်စဉ်းစားရင်ဘာပြစ်မို့စီးကြလာတဲ့မျက်ရည်တွေကိုတုပ်လိုက်ပါတယ်မျက်မော်ငါသွားပြီနော်အေးဂယူးဆိုင်သွားနော်လွှာလက်ကလေးကိုနောက်ပြန်ပြရင်းနဲ့ထွက်သွားပါတယ်မျက်မှောင်ကတော့ထွက်သွားတဲ့လွှာရဲ့ကြောပြင်လေးကိုကြည့်ရင်သူ့အစာရင်မောမိတာမို့တက်ပြင်းရှည်တစ်ချက်ကိုချလိုက်မိပါတယ်။ဆူရှာနဲ့နေရဲ့တန်းစင်ချိန်ထားတဲ့စားတောက်ဆိုင်လေးစီကိုရောက်လာခဲ့တယ်။သူတို့လာတာကိုမြင်လို့တန်းစင်ကလက်လေးလှမ်းပြလိုက်ပါတယ်။ဟေးကောင်ဆူရှာမင်းမတွေ့တာကြားလို့လားမသိဘူး။ငါကောင်ကြီးကတော်တော်တန်းလာတယ်လို့ပဲ။ကောင်မလေးရောရှိပြီလား။တန်းစင်မင်းကသူ့ကိုတော်တော်အထင်ကြီးတာပဲ။ तू ကမိန်းမတွေကိုမကြိုက်ဘူးတဲ့။ဒါဆိုရင်ဆူရှာမင်းကယောက်ျားတွေကိုကြိုက်တာလား။တန်းစင်ကမီတော့နေရရောအခြားတငယ်ချင်းတွေပါဝိုင်းကြပါတယ်မင်းတို့ကတော့လေဗီဇာကိုမပြောက်သေးဘူးငကိုအတိုင်းပဲငါ့ကိုတွေ့ရင်ဖဲ့မယ်ဆိုတာကြီးပဲသူတို့တငယ်ချင်းအဖွဲရစားနောက်နေကြမို့တယောက်နဲ့တယောက်စိတ်မဆိုးပါဘူးအခုလိုဆိုတော့လေးပျော်ရွှင်နေရတာကိုပဲနှစ်သက်ကြပါတယ်သူ့လုံးနဲ့သူမို့တငယ်ချင်းနဲ့အခုလိုဆုံးမမလွယ်ပါဘူးအေးလေမင်းကငါတို့ဖဲ့လေဖဲ့ကျင်စရာပဲအခုတည်းကမိန်းမမပြောနဲ့ရီးစားတော်မရှိသေးတာ哦သူတို့ပြောတာလည်းမှန်ပါတယ်
တငယ်ချင်းအဖွဲ့တွေမှာသူသာလူပြိုကြီးဘွားနဲ့အထီးကျန်နေတာသူတို့ကတော့အိမ်အောင်ကြလို့မိဘနေရာပင်ရောက်နေကြပါပြီဆူရှာတို့အုပ်စုတောက်လိုက်စားလိုက်နဲ့ပျော်နေကြပါတယ်အဲ့ဒီအချိန်မှာပဲစင်မောကတချင်းတန်ကစားသောက်ဆိုင်တစ်ခုလုံးလွှမ်းခြုံသွားပါတယ်ဆူရှာတို့အုပ်စုလည်းစင်မောကိုတစ်ချက်လှည့်ကြည့်လိုက်တယ်ဟင်ဆူရှာထံမှာအံ့ဩခြင်းအမနေတန်ထွက်ပေါ်လာပါတယ်ဆူရှာတယောက်ကတော့စင်မောကတချင်းဆိုတဲ့သူလေးကိုကြည့်နေတာမျက်တောင်များပင်မခတ်ပါဘူးနေရဲ့ချောင်းဟန်တံမင်ဆူရှာမကြားနိုင်ပါဘူးသူ့ရဲ့စိတ်ကတချင်းစာသားတွေထဲမှာမျောပါနေတယ်နေရကသူ့ရဲ့မျက်စိရှိကိုလက်ကလေးကွယ်လိုက်တော့မှပဲတခိုးလူမီပုံစံမျိုးဖြစ်နေတဲ့ဆူရှာရဲ့ပုံစံကရည်ကျင်စရာနေရဲဆူရှာမျက်စိရှိကိုလက်ကလေးနဲ့ကွယ်လိုက်ပါတယ်ကြည်လိုက်လားဟာနေရဲပြီးတော့ဆူရှာရှက်တယ်လို့မျက်နှာလေးဖြစ်သွားပါတယ်နောက်မှနေရဲဘက်လေးကနေရဲအဲ့ဒါမင်းကိုငါပြောပြတဲ့ဘတ်စကားပေါ်မှာတွေ့တဲ့ကောင်မလေးလေဟုတ်လားမစိုးပါဘူးဆူရှာမင်းသူ့ကိုစိတ်ဝင်စားနေရလားဆူရှာဘာမှမဖြစ်ကြာမှဆူရှာခေါင်းချင်းပြလိုက်ပါတယ်အခုမှငါးကောင်ကြီးရဲ့ရေခဲရိုက်နှလုံးသားအရေးပြောပြီးထင်နေရဲရှုနှနောက်ပြောလိုက်တော့သူ့ရဲ့မျက်နှာဘာဖြစ်သွားမှန်းမသိဆူရှာမင်းကောင်မလေးကိုပန်းပေးကြည့်လေဟာငါမပေးရဘူးဘာမှမဖြစ်ပါဘူးနေရဲအတင်းတိုက်တွန်းနေတယ်ဆူရှာဘလောက်ငင်းငင်းမရတဲ့အစုံစပွဲပေါ်အလှထိုးထားတဲ့ပန်းအိုးလေးတွေကနှင်းစီပန်းလေးတစ်ဝင်းကိုယူကစရိတ်စင်နာဆူရှာလျှောက်လာပါတယ်သူမလေးကတော့ဘာမှမသိသူ့တချင်းကိုသာဂီတာလေးတီးပြီးတော့စိတ်နှစ်ပြီးတော့စိုးနေပါတယ်သူမရှိတဲ့ကိုရောက်နေပါပြီသူမဂီတာလေးရဲ့နောင်မီးလေးမှာတော့နှင်းစီပန်းလေးကိုထိုးထားခဲ့တယ်အဲ့ဒီအချိန်မှာတော့လွှာမောကြည့်လိုက်တယ်ဆူရှာသူမကိုပြုံးပြလိုက်ပြီးလှည့်ထွက်လာလိုက်တယ်လွှာရဲ့ပုံစံကသူ့ကိုမှတ်မိပုံမရဆူရှာသူတို့ထိုင်နေစပွဲနာရောက်တဲ့အထိရင်ခုန်တန်တွေကတည်းနေထိန်ချုပ်လို့မရတန်းစင်တို့နေရတို့အုပ်စုကတော့သူ့လဲပန်းပြီးတော့နောက်ကနေလက်ခုပ်တီးတဲ့သူကတီးအော်ရဲသူကအော်မို့ဆူရှာပို့ပြီးတော့ပင်ခြေပြားလက်ပြားတွေအေးနေပါတယ်လွှာလဲသချင်းဆိုပြီးမို့စင်မောကစင်းကပြန်ရင်တခြားသူတွေကိုနှုတ်ဆက်လိုက်ပါတယ်ဆူရှာငါတန်းစင်ကိုလိုက်ပို့လိုက်တော့မယ်ဒီကောင်ကြီးများသွားတယ်ထင်တယ်မပြန်နှက်လိုက်တော့တန်းစင်ကိုတွေ့ရင်နေရဲဆိုတယ်တခြားတငယ်ချင်းတွေလည်းပြန်ကြပါပြီဆူရှာလည်းကားလေးကိုမောင်းနေကအိမ်ပြန်လန်းလေးအတိုင်းမောင်းလာစဉ်ရှီရမြင်ကွင်းကြောင့်သူ့ရဲ့ကားလေးကိုရက်လိုက်တယ်မြင်ကွင်းကတိတ်ပြီးတော့မလှပါဘူးမင်းကလေးတယောက်ကိုလူနှစ်ယောက်ကဆွဲလာရန်လာလုံနေတဲ့မြင်ကွင်းသူအဲ့နေရာကိုရောက်လာပြီးကောင်မလေးရှိရနေကာကွယ်လိုက်ပါတယ်ဒီမှာခမရတို့ဒါဘာလုပ်တာလဲမင်းရောဘာကောင်မလို့ငါတို့ကွင်နေလာရှုပ်တာလေဘာကောင်မှတော့မဟုတ်ဘူးအေးဒါမဲ့ကိုရှိမှမတရားတာမြင်တော့အသာမနေနိုင်ဘူးအောင်မမင်းလို့မလောက်လေးမလောက်စားကောင်းရများဒီမှာခမရတို့ကိုလန်းကိုမသွားရင်မြင်လားဆူရှာအဲ့လူတွေရဲ့နောက်ကိုလက်ထိုးပြလိုက်ပါတယ်သူတို့နှစ်ယောက်နောက်မှာတော့စပိန်တွေနဲ့ကင်းလဲနေတဲ့ရဲအုပ်တစုရဲအုပ်ကိုလည်းမြင်ရောအဲ့လူတွေလည်းပြေးပါတော့တယ်ဆူရှာသူမကိုတစ်ချက်ကြည့်လိုက်တယ်သူမရဲ့ပုံစံကကြောက်နေတဲ့ပုံလွှာတခြားသူတွေအမြင်မှာချစ်ကန်ကပုံစံဖြစ်နေပေမဲ့လေသူရဲ့စိတ်ထားလေးကတော့နူးညံ့နေတိမ်မွေးတယ်အကျဉ်းသားတရားရှိတယ်မင်းကျွန်တော်မမှတ်မိဘူးလားဟိုတခါဘတ်စကားပေါ်မှာမင်းပတ်စံဆိုင်ပေးသွားတဲ့လူလေလွှာလဲသူ့ကိုတစ်ချက်မောကြည့်လိုက်ပါတယ်အော်ရှင်ဟိုဘာပဲဖြစ်ဖြစ်ဒီနေ့အတွက်တော့ကျေးဇူးတင်ပါတယ်မင်းအခုအိမ်ပြန်မလားဆူရှာမေတော့လွှာခေါင်းလေးငိမ့်ပြလိုက်တယ်ဒါဆိုရင်ကျွန်တော်လိုက်ပို့ပေးမယ်လေရပါတယ်ကျမတက်စီငါပြီးပြန်လိုက်ပါမယ်တက်စီကဒီမှာမရှိတော့တော့ဘူးမင်းကလေးတယောက်တည်းပြန်လို့မသိမှာဘူးကျွန်တော်လိုက်ပို့ပြရစီဗာလေကျွန်တော်မယုံလို့လားမဟုတ်ပါဘူးအာနာလိုပါနောက်ပြီးရှင်ကိုဒုက္ခမပေးချင်လို့ပါမဟုတ်တာဗျာအိမ်ပြန်လိုက်ပို့တာတော့ဒုက္ခမဖြစ်ပါဘူးဗျာသူပြောတော့လေဟုတ်ပါတယ်တက်စီကလည်းတစည်းမှမရှိခုနလိုလူရန်ကားတွေနဲ့တွေ့မှလည်းဆိုးပါတယ်ဒါကြောင့်လွှာအိမ်ပြန်လိုက်ပို့ရမယ်ဆိုတဲ့သူရဲ့စကားကိုလက်ခံလိုက်ပါတယ်လွှာရဲ့လမ်းညွှန်မှုကြောင့်လွှာနေတဲ့တိုက်ခန်းလေးစီကိုဆူရှာကားလေးရောက်လာတယ်ကားလေးတိုက်ခန်းလေးရှိကိုရောက်လာတာကိုမြင်တော့တငယ်ချင်းဖြစ်သူကိုစောင့်နေတဲ့မျက်မှောင်ကအောက်ကိုဆင်းလာပါတယ်လွှာကားပေါ်ကနေဆင်းလိုက်တယ်ဆူရှာကတော့မဆင်းတော့ပါဘူးလွှာလည်းအချိန်မသိတာမို့အိမ်ထဲဝင်ရင်မခေါ်တော့ပါဘူးဆူရှာကလည်းနားလဲပါတယ်ကျေးဇူးပါပဲနော်ကိုဆူရှာရပါတယ်မကြွေရုပ်လားသူတို့အချင်းချင်းကားပေါ်မှာနာမည်ချင်းမိတ်ဆက်ပြီးဖြစ်တာကြောင့်တယောက်နာမည်တယောက်သိနေပဲဖြစ်ပါတယ်သူတို့စကားပြောနေစဉ်မျက်မှောင်ရောက်ချလာတယ်ဟဲဒရိုက်တာလေးမျက်မှောင်အံ့ဩသွားသလိုဆူရှာလည်းအံ့ဩသွားပါတယ်အော်မျက်မှောင်မလားဒီမှာနေရလားဟုတ်ဒီမှာလွှာနဲ့တူနေရလေလွှာနဲ့ကဘလို့တွေ့လာကြတာလဲဟဲ့နောက်မှပြောပြပါမယ်ကိုဆူရှာလည်းအိမ်ပြန်နောက်ကျနေပြီလေပြန်ကျင်ရောပေါ့လွှာကြားမှစကားဖြတ်ပြောလိုက်ပါတယ်ဒရိုက်တာလေးနောက်တစ်ခါလမ်းကြုံရင်အိမ်လေလာခဲ့ပါနော်မျက်မှောင်ကဖိတ်ခေါ်နေပါတယ်ဆူရှာကတော့လွှာရဲ့မျက်နှာကိုတစ်ချက်ကြည့်ပြီးမျက်မှောင်ကသာခေါ်တာပါဗျာမကြွေရုပ်လားကျွန်တော်ခေါ်ချင်မှမလားမသိဘူး
ခေါ်ပါတယ်ရှင်ကျမလည်းခေါ်ရင်ကိုဆူရှာအဆင်မပြေမှာစိုးလို့ပါကျွန်တော်ကအဆင်ပြေပါတယ်ဒီကမကြွေရုပ်လာခေါ်ရင်ပေါ့ဒါဆိုရင်ကျွန်တော်သွားပြီနော်ဟုတ်ဆူရှာတယောက်ကတော့အနောင်သွားမလုပ်တဲ့စကားတွေပြောပြီးတော့ထွက်သွားပါတယ်လွှာမျက်မှောင်ရခေါ်တန်းကြောင့်လွှာလန့်သွားပါတယ်အမေကြည်စံငါတငယ်ချင်းလေးငါတို့ထိုက်တာလေးကိုကြွေသွားပြီထင်တယ်မကြွေပါဘူးလွှာရှန်ရမ်းရမ်းပြောပြီးတော့တိုက်ခန်းလေးထဲကိုပြေးဝင်လာပါတယ်လွှာဆက်သွားတာကိုလေမျက်မှောင်သိတယ်ဆူရှာကတော့ဒီနေ့ဖို့တန့်စင်ကိုကျေးဇူးတင်ပါတယ်သူ့ရဲ့ဖိတ်ကြားမှုကြောင့်ပဲသူတွေးကျင်နေတဲ့သူမနဲ့အခုလိုဆုံတွေ့ရခြင်းပဲဖြစ်ပါတယ်မနေ့ရုံးတဲ့ချိန်မှာတော့ဆူရှာမျက်မှောင်ပေါ်စေနာတွေပိုးနေပါတယ်အမှန်ကတော့ဖားခြင်းပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အရင်ကဆူရှာကဝန်ထမ်းနေနဲ့အလုပ်ကိစ္စမှတပါစကားဆဲကုံပြည့်အောင်မပြောဘူးပါဘူးအခုလိုစေနာတွေပိုတော့လေမျက်မှောင်ဖို့နေရခန့်နေပါတယ်မျက်မှောင်ဘယ်ကတမျိုးထင်မှလဲဆိုရတယ်မျက်မှောင်ကလည်းသူ့ဘဲကိုအကြောင်းဆုံးပြောပြထားလိုက်တော့သူလေးလက်ခံပါတယ်ကိုဆူရှာကားပါကင်မှာကားလေးကိုမောင်းမိုးပြနေစဉ်ဘေးမှာလှမ်းော်တဲ့အတန်တစ်ခုကြောင့်ဆူရှာကားဆက်လေးကိုပိတ်လိုက်ပါတယ်ဘာဖြစ်လို့လဲမျက်မှောင်ပြေးလာလို့မောလာတာမို့မျက်မှောင်စကားကောင်းကောင်းမပြောနိုင်ပါဘူးဟိုလေမနေ့ပြန်ရုံးပေးရဲဆိုတော့ကိုဆူရှာကိုအိမ်မှာထမင်းဖိတ်ကြွေးခြင်းလို့ပါအဆင်ပြေရင်ပေါ့အဆင်ပြေတာပေါ့ကျွန်တော်လာခဲ့ပါမယ်ဆူရှာမသွားခြင်းတဲ့ပုံမပေါက်မျက်မှောင်စကားတော့မဆုံးသေးပါဘူးသူကအဆင်ပြေတယ်ပြောပါတယ်ဆူရှာလွှာတို့အိမ်ကိုဘလောက်တောင်လိုက်ချင်နေမှန်းမသိကျွန်တော်မနဲ့ဆက်ဆက်လာခဲ့ပါမယ်ဒါဆိုရင်အခုသွားပြီနော်ဆူရှာမျက်မှောင်နှုတ်ဆက်ပြီးကားပါကင်လေးမှထွက်သွားပါတယ်ကိုဆူရှာလာလေမျက်မှောင်ကဥဆောင်ခေါ်နေပါတယ်ကိုဆူရှာထမင်းတစ်ခါတည်းစားလိုက်ပါလားလွှာပြင်းပြီးပါပြီဟုတ်မိဖို့ကန်လေးတွေကို၃ယောက်သာဝင်သွားကြပါတယ်ဟင်းတွေကအများကြီးပဲဆူရှာဟင်းမကန်တွေကိုကြည်ရင်နဲ့ပြောလိုက်ပါတယ်လွှာတို့ကလည်းဧည့်သည်ကိုကြွေးချင်တာမို့များများချက်ထားတယ်ပုံမှန်ဆိုရင်2ယောက်သားရှိတာလေးနဲ့စားတယ်ကိုဆူရှာစားနော်အာမနာနဲ့မစားမှတော့စိတ်မပူပါနဲ့ဗျာကျွန်တော်မနက်ကတည်းကဘာမှမစားခဲ့ဘူးကိုဆူရှာစားလို့ကောင်းရင်လားလွှာမေးလိုက်ပါတယ်ဆူရှာကတော့ဆက်ဖြည်းဖြည်းနဲ့ကောင်းပါတယ်ဗျာဒီလိုလဲရမျိုးနေတိုင်းအောင်စားခြင်းနဲ့ဒါနဲ့ဟင်းတွေကဘယ်သူချက်တာလဲလွှာချက်တာလေမျက်မှောင်ကြီးကတမျိုးဆူရှာရဲ့အနောက်သွားမလွတ်တဲ့စကားတွေကြောင့်လွှာရဲ့မျက်နှာလေးပန်းရောင်တန်းနေပါတယ်ဘိုက်ကိုပြေးသွားတာပဲဆူရှာကသူ့ရဲ့ဘိုက်ကလေးကိုပို့ရင်ထမင်းစားကန်းထဲကနေထွက်လာပါတယ်အော်လွှာကျွန်တော်လွှာလို့ခေါ်မင်းနော်ဟုတ်ကိုဆူရှာအဆင်ပြေတယ်လို့ခေါ်ပါဒါနဲ့လွှာတို့က2ယောက်တည်းနေရလားဟုတ်တယ်ကိုဆူရှာရဲ့မျက်မှောင်တို့ကဒီမှာ2ယောက်တည်းနေရလေမျက်မှောင်ထမင်းစားကန်းထဲကထွက်လာပြီးဂျာမဝင်ပြောလိုက်ပါတယ်ကျွန်တော်တို့ခုဈေးဝယ်ထွက်ကြရအောင်လေလွှာတို့လည်းအားနေရပဲကောင်းသားမျက်မှောင်ကပြောလိုက်တာကိုလွှာမျက်နှာရိပ်မျက်နှာကယ်ပြလိုက်တာကိုဆူရှာမြင်တော့ဘာလဲလွှာကျွန်တော်နဲ့မသွားချင်လို့လားမဟုတ်ပါဘူးလွှာတို့ကြောင့်ကိုဆူရှာအနှောက်အယှက်ဖြစ်မှာစိုးလို့ပါမဖြစ်ပါဘူးဗျာမဖြစ်လို့လွှာတို့ကိုခေါ်တာပေါ့လိုက်မယ်မလားယင်လိုက်ခဲ့ပါလွှာရဲ့နေဝဲစရာရှိရဆိုတာငါသိတယ်လိုက်ခဲ့ပါနော်မျက်မှောင်ဆူရှာပါအတင်းခေါ်နေတော့လွှာမငင်းတာပါဘူးအေးပါဟဲလိုက်ခဲ့ပါမယ်အဝေးစားလေးတော့လဲပြရစီဦးလွှာလိုက်မယ်ဆိုတော့ဆူရှာမျက်နှာပြုံးသွားပါတယ်လွှာလည်းအခန်းထဲဝင်သွားတော့ဆူရှာနဲ့မျက်မှောင်လက်ဝါးချင်းရိုက်လိုက်ကြတယ်သူတို့နှစ်ယောက်ကဘယ်တော့မှဘလောက်ရင်းနှီးသွားတယ်ဆိုတာလွှာတော့မသိတကယ်တော့မျက်မှောင်တို့အတော်ရင်းနှီးသွားတာလွှာကိုဆူရှာလိုက်ပို့တဲ့နောက်နေ့ကလေးရပဲဖြစ်ပါတယ်သူတို့၃ယောက် shopping center တွေဟိုဆိုင်ဝင်လိုက်ဒီဆိုင်ဝင်လိုက်နဲ့အလုံးရှုံးနေကြပါတယ်ဈေးဝယ်ပြီးမောတော့အေးဆိုင်တစ်ဆိုင်ဝင်ထိုင်လိုက်ကြတယ်ကိုဆူရှာဘာတော့မလဲမှားလေကျွန်တော်စထရောဘယ်ရီမျက်မှောင်တို့လွှာတို့လည်းမှားလေကျမတို့ကတန်မြရီ2ခွက်စထရောဘယ်ရီ2ခွက်ဆူရှာဘေးမှာရှိတဲ့ဝေတာလေးကိုမှားလိုက်ပါတယ်မျက်မှောင်ကတော့ဝယ်လာတဲ့အိတ်တွေဖွာနေပါတယ်လွှာရီငါပစ္စည်းဝယ်ရမှာမေ့ကြံနေခဲ့လို့တော့ဝယ်လိုက်အောင်မေငါလည်းလိုက်ခဲ့မယ်လေနင်ဒီမှာနေခဲ့လေကိုဆူရှာတယောက်တည်းဟာငါရပါတယ်ဒီအပေါ်လေးတက်ယုံမဲကိုမျက်မှောင်ထွက်သွားပါတယ်လွှာလေးဆူရှာကိုတစ်ချက်ပြုံးမြောက်ပြီးဝေတာလေးလာချတဲ့တန်မြရီပိုက်လေးနဲ့ငုံတောက်နေပါတယ်လွှာရှင်လွှာကိုကျွန်တော်ပြောစရာရှိလို့အော်စကားပြောတာပဲကိုဆူရှာရဲ့ပြောပါလွှာနားထောင်နေပါတယ်ကျွန်တော်ပြောမယ့်စကားအရေးကြီးလို့ပါဟုတ်ပြောပါလွှာကောင်းလေးမို့ကနားထောင်ရင်အစင်းသင်းဖြစ်နေတဲ့ပုံဆူရှာရဲ့လက်ကလေးကလွှာရဲ့လက်နားလေးထိရောက်လာပြီးလွှာရဲ့လက်နုနုလေးကိုသူ့လက်ကလေးနဲ့စုပ်ကန်လိုက်ပြီးလွှာကိုကိုချစ်တယ်ရှင်လွှာအံ့ဩသွားသလိုသူမရဲ့လက်ကလေးစုပ်ကန်ထားတဲ့ဆူရှာရဲ့လက်ထဲကနေရုံးကန်နေပါတယ်ကိုဆူရှာလှုပ်ပါလူတွေမြင်သွားရင်မကောင်းဘူးမျက်မှောင်လည်းပြန်လာတော့မှာမလှုပ်ချင်ဘူးလွှာရဲ့ကိုဒီလက်ကလေးတွေကိုထားရစုပ်ကန်ထားခြင်းလို့ပါနော်လှုပ်ပါကိုဆူရှာရဲ့လွှာကိုဆူရှာကိုစဉ်းစားပေးပါမယ်တကယ်နော်ဒါမဲ့ကိုကိုအချိန်ကြာကြီးဆွဲမထားပါနဲ့နော်ကိုမင်းစီအဖေကိုစောင့်ရင်ယူသွားမှာစိုးမိတယ်အပိုတွေ
ဒီလိုစကားတွေနဲ့ကောင်မလေးပညာကိုပြောခဲ့ပြီးပြီလေလွာမထီတတိလေးမေးလိုက်တော့ဆူရှာပြုံးပါတယ်ကျွေရုပ်လွာဆိုတဲ့ကောင်မလေးကပထမဆုံးမှာနောက်ထပ်လဲသူကလွဲပြီးဘသူ့ကိုမှဒီလိုတွေမပြောတော့ဘူးလွာရဲ့မျက်နှာလေးပန်းအောင်တန်းသွားပါတယ်နောက်မှစကားဖြတ်ပြီးမျက်မှော်ကလည်းကြာလိုက်တာအခုထိကိုမလာသေးဘူးဘာလို့နေလဲမသိဘူးဆူရှာပြုံးလိုက်မိပါတယ်ဘာပြုံးတာလဲကိုဆူရှာလွာရဲ့စကားကြောင့်ကိုပြုံးတာလေတကယ်တော့မျက်မှော်ကကိုရိုးနှစ်ယောက်ကိုရှောင်ပေးသွားတာကြည်စမ်းသူတို့နှစ်ယောက်ကပူပေါင်းပြီးလွှတ်အောင်လှည့်စားတာပေါ့လွှဆူရှာကိုမျက်စောင်းလေးထိုးလိုက်ပါတယ်တကယ်တော့မျက်မှော်မှာအပြစ်မရှိပါဘူးကွာသူကကိုယ့်ကိုတနာလို့ကူညီတာကိုဆူရှာကိုသူကဘာတနာတာလဲလွှဆိုတဲ့ကောင်မလေးကိုကတစ်ဖက်သက်ချိတ်ချစ်နေတာကိုမျက်မှော်ကသိလို့ကိုယ့်ကိုတနာတာအဲ့ဒါကြောင့်အခုလိုဖွင့်ထုတ်ပြောဖို့အခွင့်ရအောင်သူကကူညီတာပေါ့ကိုယ့်ဘက်ကိုရက်တဲ့လက်ကြီးပဲဟိုတယောက်ကလည်းကိုယ့်ရဲ့တငယ်ချင်းကိုကျင်းနဲ့ကြက်တဲ့ထားခဲ့ရတယ်လာမှတွေ့မယ်ဆူရှာကဘာမှမပြောစိတ်ဆိုးနေတဲ့လွှရဲ့မျက်နှာလေးကိုကြည့်ပြီးတော့သူရည်နေပါတယ်မောလိုက်တာဟဲ့မျက်မှော်အချိန်ကိုက်ပဲပြန်ရောက်လာပါတယ်လွှကတော့သူတို့ကြံကိုတီးပြီးသွားပြီဖြစ်လို့မျက်မှော်ပါမျက်စောင်းလေးထိုးကရှေ့ကနေထွက်သွားပါတယ်မျက်မှော်ကလည်းဆူရှာကိုကြည့်ကလက်မထောင်ပြလိုက်ပါတယ်အစင်ပြေလားဆိုတဲ့သဘောမျိုးပေါ့ဆူရှာကလည်းโอเคတဲ့လေလွှတို့အိမ်ပြန်ခဲ့ကြတယ်ဆူရှာလည်းသူတို့ကိုနှုတ်ဆက်ပြီးတော့ပြန်သွားပါတယ်လွှဝယ်လာတဲ့အထုပ်တွေကိုချကမျက်မှော်ကိုပါထုပါတော့တယ်လူဆိုးမကြီးငါဘာဆိုလို့လဲအော်မသိဘူးပေါ့လေနင်းနဲ့ကိုဆူရှာဘာတွေပူပေါင်းထားရလဲဆိုတာငါပြောပြရမလားတငယ်ချင်းကလေအဲ့ဒါနင်းအတွက်ပါဟာကိုဆူရှာရဲ့နင်းကိုဒီလောက်ကြွေနေတာနင်မရိပ်မိဘူးလားရိပ်တော့ရိပ်မိပါတယ်ဟာဒါပေမဲ့သူနဲ့ငါရဲ့အခြေအနေကမိုးနဲ့မြေလိုကွာခြားပါတယ်ဟာနောက်ပြီးသူ့ဘေးမှာလည်းငါထက်တာတဲ့သူတွေအများကြီးရှိနေမှာသူကငါ့လိုစားတောက်ဆိုင်ရာအဆိုတော်အညာတရားကိုခဏတာသဘောကျတာနေမှာပါကိုဆူရှာအဲ့လိုလူမျိုးမဟုတ်ပါဘူးသူ့ဘေးမှာမိန်းကလေးတွေဝိုင်းဝိုင်းလည်နေတာဟုတ်ပါတယ်ဒါပေမဲ့သူဘသူ့ကိုမှစိတ်ဝင်စားဘူးဟာငါတို့ကသူ့ရဲ့ကုမ္ပဏီမှာအနိကဆုံးအလုပ်လုပ်နေရတာဆိုတော့သူ့အကြောင်းကိုသိတဲ့လောက်သိပါတယ်ဟာသူကနင်းကြမှာဆွဲလန်းသွားတာနောက်ပြီးသူကလူကောင်းတစ်ယောက်ပါအစင်တန်းလည်းမခွဲခြားတတ်ဘူးဒါကြောင့်နင်းနဲ့သူ့ကိုငါသဘောတူတာပေါ့ငါနင်းကိုမကောင်းတဲ့လူနဲ့နီးစပ်အောင်လုပ်တာမဟုတ်ပါဘူးဟာအဲ့ဒီအခါမှာမျက်မှော်လှပိုနားလေသွားပါတယ်တကယ်တော့လွှရဲ့စိတ်ထဲမှာလည်းဆူရှာရှိပါတယ်ဒါကြောင့်လေဆူရှာလက်ကင်နာကိုယုံအပြင်ဘာမှမပြောတာပေါ့ကိုမကြိုက်တဲ့သူဆိုရင်အဲ့ဒီနေရာမှာပဲရုပ်သေးသေးဖြစ်သွားနိုင်ပါတယ်ဆူရှာကိုလွှဘာမှမတုံ့ပြန်တာလွှလဲဆူရှာကိုချစ်နေလို့ပေါ့ဒါပေမဲ့ကိုကချစ်နေပေမဲ့လေစဉ်းစားပြရစီလို့လွှပြောခဲ့ရခြင်းကသူ့ဘက်ကကိုကိုတကယ်ချစ်ရလားဆိုတာမယုံကြည်သေးလို့ပါအခုမျက်မှောင်ပြောတော့မှသူ့ရဲ့ချစ်ကိုလွှ100%အပြည့်ယုံကြည်သွားတယ်အဲ့ညလွှအိတ်လို့မပြောပါဘူးမျက်မှောင်ကတော့ဘေးမှာအိတ်နေပါတယ်အိတ်မပြောရခြင်းကလေဆူရှာအကြောင်းမျိုးတွေးနေလို့ပါသူ့ကိုပဲချိန်ကလေးကဆက်ချစ်သွားမှန်းတော့သူမသိဘတ်စကားပေါ်မှာတော့ဟာလားသူနင်းစီပန်လေးလာပေးတော့ဟာလားသူ့ကိုလူရန်ကားနှစ်ယောက်လက်ထက်ကဲလိုက်တော့ဟာလားဘာမှဝေခွဲမရခင်အဲ့ဒီအချိန်မှာပဲသူ့ဘေးမှာချထားတဲ့ဖုန်းလေးကထမိလာပါတယ်ဖုန်းနံပါတ်ကတော့အစိမ်းဟယ်လိုကိုပါလွှာအတန်ကြားရုံနဲ့ဆူရှာမှန်လွှာသိပါတယ်ကိုဆူရှာလွှရဲ့ဖုန်းနံပါတ်ကိုဘယ်လိုသိရလဲမျက်မှော်ပေးရလေမျက်မှော်အိတ်နေတာမို့စကားပြောရင်အဆင်မပြေတာမို့ဝရန်နာလေးဘက်ကိုထွက်လာခဲ့လိုက်ပါတယ်လွှမအိတ်သေးဘူးလားဟုတ်လွှအိတ်မပြောလို့ပါဘာလဲကိုအကြောင်းစဉ်းစားနေရလားမစဉ်းစားပါဘူးလွှလိမ့်လိုက်ခြင်းပဲဖြစ်ပါတယ်အမှန်ကဆူရှာကြောင့်အိတ်မပြောခြင်းပဲဖြစ်ပါတယ်ကိုဆူရှာရောမအိတ်သေးဘူးလားကိုအိတ်ပြက်ရက်တွေများမယ်ထင်နေဟင်ဘာလို့ဟုတ်တယ်လေလွှာကိုတီးကြတဲ့အဖြစ်မပေးသေးကိုစိုးရိမ်မှုတွေနဲ့အိတ်မပြောနိုင်ဘူးလွှလဲစဉ်းစားနေပါတယ်ကိုဆူရှာကိုဖြေရမယ့်အဖြစ်ကိုလွှမွေးနေကြရင်ပေးပါမယ်လွှရဲ့မွေးနေရရောက်တော့မှလေလွှရဲ့မွေးနေရအခုလာမယ်ကြာသာပလေးမလားကိုဆူရှာဘယ်လိုလုပ်သိရလဲကိုကလွှနဲ့ပတ်သက်သမျှအရာအားလုံးကိုတမိုးထားမြတ်နိုးလို့လေသွားပါအပိုတွေကိုဆူရှာလွှကိုတကယ်ချစ်တာဟုတ်ရဲ့လားမေးရလိုက်တာလွှရဲ့လွှကိုဘလို့ထင်လို့လဲတီးဦးလေလွှနဲ့ကိုဆူရှာရဲ့အခြေအနေကမိုးနှင်းမြေလိုကွာခြားတယ်လေနောက်ပြီးလွှမှာမကောင်းတဲ့အတိတ်ဆိုးတွေရှိခဲ့ဘူးတော့ကိုဆူရှာလွှကိုခဏတာသဘောကျတာမျိုးလားဆိုတာလွှလည်းမသိနိုင်ဘူးလေခဏတာမဟုတ်ပါဘူးလွှရဲ့တဘောအားစာပါလွှရဲ့အကြောင်းတွေအကုန်ကိုသိပါတယ်ကိုကလေလွှကိုချစ်တာလွှရဲ့အတိတ်ကိုချစ်တာမဟုတ်ဘူးနောက်ပြီးအစင်တန်းဆိုတာကလေလူတွေသတ်မှတ်ကြတာပါကွာလွှနဲ့ကိုကြမှာဒါတွေမထားချင်ဘူးဒါမဲ့ကိုတခုစိတ်မကောင်းဘာဖြစ်လို့လဲရင်လွှပြောတဲ့အထက်မှာတခုခုအမားပါသွားလို့လားငိုတန်လေးနဲ့လွှမေးလာတော့ပါတော့ပေါ့လွှကိုအချစ်ကိုမယုံကြည်တာလေအင်းမနောက်ဆိုမပြောတော့ပါဘူးအဲ့တို့လေလွှညံ့နေပြီ
အေးမွားရင်ခေါင်းကိုက်လိမ့်မယ်ဟုတ်ကိုဆုရှာလည်းအိတ်တော့နော်တော်ကြလွာနဲ့ဖုံးပြောနေလို့အေးအေးပြတ်တာကြောင့်ရုံမတက်နိုင်ကိုဆုရှာရဲ့ဘက်တော်သားကလွာကိုအပြစ်ပြောနေလိမ့်မယ်လွာကတော့လေတောက်တီးတောက်တဲ့တော်တော်ပြောတတ်တယ်ဟုတ်ပါရဲ့ဗျာအိပ်ပြီနော်ဂွန်နိုင်လွာဂွန်နိုင်ပါကိုဆုရှာတစ်ဖက်မှဖုံးလေးချသွားတော့ဖုံးလေးကိုဆုရှာအသားရနမ်းလိုက်ပါတယ်လွာလည်းဖုံးလေးကိုရင်ဝင်နဲ့ပိုက်ထားလိုက်တယ်ဖုံးလေးကသူ့ရဲ့စကားတွေကလွာရဲ့ရင်ကိုပိုလို့ခုန်စီပါတယ် Happy birthday ပါလွာဒါလွှအတွက်ကိုရဲ့မွေးနေ့လက်ဆောင်ပါကင်ထုတ်ထားတဲ့အထုပ်လေးကိုဆုရှာလမ်းပေးလိုက်ပါတယ်ကျေးဇူးပါကိုဆုရှာလွှယူလိုက်ပါတယ်ဟဲ့လွာဖះသွားမလို့ဆိုကိုဆုရှာကိုခေါ်သွားလေငါဘာရောက်လို့မလိုက်တော့ဘူးမျက်မှော်ဘိုက်ကလေးကိုနှိမ်ရင်းနဲ့ဆိုပါတယ်ရပါတယ်နင်မလိုက်လဲငါဘာသာသွားပါမယ်ကိုဆုရှာကိုတသက်ဒုက္ခရှာလို့ရပါတယ်ကျွန်တော်ဖို့လွှကိုဖះလိုက်ဖို့ရတာဒုက္ခမဖြစ်ပါဘူးမျက်မှော်စိတ်ချနော်လွှကိုကျွန်တော်စောက်ရှောက်ခေါ်သွားမှာမို့စိတ်မပူနဲ့နော်ကိုဆုရှာဆိုစိတ်ချပြီးသားသူတို့နှစ်ယောက်ကတော့အတိုင်ဖောက်ညီနေကြပါတယ်လွှနဲ့ဆုရှာရွှေတကုံဖះတစ်စောင်းမှပန်းစည်းများဝယ်ကဖះကိုပူဇော်ကြတယ်ဖះပူပြီးတော့အေးရတဲ့နေရာတစ်ခုမှာနှစ်ယောက်သားထိုင်လိုက်ကြပါတယ်လွှဒီနေ့လွှရဲ့မွေးနေ့လေကို့အဖြေပေးမယ်လို့လွှပြောထားရလေဟုတ်သိပါတယ်လွှဆုရှာကိုတိကျတဲ့အဖြေတစ်ခုပေးဖို့ရှိပါတယ်လွှကို့အခုအဖြေပေးတော့မှာပေါ့နော်လွှလည်းချစ်ပါတယ်မောင်လွှကောင်းလေးငုံနေပါတယ်လွှတကယ်ပြောတာလားကိုဝမ်းသာလိုက်တာနောက်ပြီးလွှကိုဘလို့ခေါ်လိုက်တယ်မသိဘူးရအောင်ကွာနောက်တစ်ခေါက်ပြန်ခေါ်ပေးပါနော်မောင်လွှရဲ့မောင်ဆိုတဲ့အခေါ်အဝေါ်လေးကစူရှာရဲ့ရင်ကိုနှွေးထွေးစေပါတယ်သူကိုယ်တိုင်လည်းသဘောကျတယ်စူရှာလွှရဲ့ပခုံးလေးကိုဖတ်လိုက်တော့ဖျားပေါ်ကြီးမှလေအော်ဟုတ်သားပဲကိုဝမ်းသာသွားလို့ပါစူရှာလည်းခေါင်းကိုကုပ်ရင်းနဲ့ဘေးရပတ်ဝန်းကျင်ကိုကြည်ကရှက်နေပြန်ပါတယ်လွှမောင်ကိုဘလောက်ချစ်လဲရင်စူရှာကလွှရဲ့လက်ကလေးကိုကိုင်ငါမေးတယ်လွှကလည်းစူရှာရဲ့လက်ကလေးကိုပြန်ဆုပ်ကိုင်ကလွှမောင်ကိုတိတ်ချစ်တာပေါ့လွှလေမောင်ကိုလွှရဲ့တသက်တာအတွက်ရည်ရွယ်ပြီးချစ်ခဲ့တာပါမောင်ကလွယ်ပြီးဘသူ့မှမချစ်တော့ဘူးလွှအသက်ရှိနေသေးရတော့မောင်ကထာဝရပါစူရှာရဲ့မျက်နှာကြီးပြုံးနေပါတယ်လွှပြောတဲ့အဖြေကသူလိုချင်တဲ့အဖြေနဲ့ထပ်ထူကြတယ်ကန်တော်ကြီးပန်းကြံကြီးကပန်းနေနဲ့လှပသလိုချစ်သူနှစ်ဦးရဲ့မျက်နှာကလည်းအပြုံးပန်းနေနဲ့တာယာလှပါတယ်စူရှာကုမ္ပဏီရုံးခန်းလေးတွေကိုစူရှာရဲ့ဖခင်ဦးသူရနဲ့တန်တန်ပြည့်ပြည့်လူတယောက်ရောက်လာပါတယ်။တားရီဒါဖေဖေတို့ကုမ္ပဏီရဲ့အတိုင်ပင်ခံရှေ့နေမောင်သူရတဲ့ဒါကတော့အငဲ့သာစူရှာတဲ့အငဲ့တို့ကုမ္ပဏီရဲ့ဒရိုက်တာပေါ့။ဟုတ်တွေ့ရတာဝမ်းသာပါတယ်။ရှင်သူရဟာစပြီးတော့လက်ကလေးလှမ်းပြီးတော့နှုတ်ဆက်လိုက်ပါတယ်။ဟုတ်ကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ်။စူရှာပြန်ပြီးတော့နှုတ်ဆက်လိုက်ပါတယ်။လုပ်ငန်းနဲ့ပတ်သက်တာကိုတော့တားကပြန်ရှင်းပြလိုက်ပါဦး။ဟုတ်တယ်ဒီကဲမောင်ရှင်အန်ကယ်လေးလှုပ်ရှားလေးတွေရှိလို့သွားလိုက်အောင်မယ်ဟုတ်ကဲ့အန်ကယ်ရှင်သူရရဲ့ပခုံးလေးကိုပုတ်ခါပြန်ထွက်သွားပါတယ်စူရှာရဲ့ဖခင်ပုံစံကရှင်သူရကိုယုံကြည်အားကိုးတဲ့ပုံသူအားကိုးလဲအားကိုးခြင်းစရာပါရှင်သူရကအလုပ်ငန်းနဲ့ပတ်သက်ရင်တိကျတယ်ပြက်သားတယ်စီးစက်တယ်ဘာမှလိုအပ်ချက်မရှိအရေးအချင်းကတော့တရားနှုံးပြပါကိုရှင်သူရထိုင်ပါခမလုပ်ငန်းနဲ့ပတ်သက်တာတွေကတော့စူရှာအဆဆရရရှင်းပြပါတယ်ဟယ်လိုလွှလားမောင်အိတ်သေးဘူးလားချစ်သူလေးအတန်းမှမကြရသေးတာမောင်ကဘလို့အိပ်ပျော်မှလဲအပိုရီဒီနေ့လွှကိုလာတွေးကြတာကုမ္ပဏီမှာအတိုင်ပင်ခံရှိနေအသေးရောက်နေလို့သူ့ကိုအဆဆအရာရှင်းပြနေရတာမို့လွှစီမလာလိုက်ရဘူးရပါတယ်မောင်ရဲ့နေတိုင်းတွေးနေရတာ哦မောင်ကအချိန်တိုင်းတွေးကြတာမောင်တို့လက်ထပ်ကြရအောင်ကွာမောင်ရဲ့မိဘတွေကိုပြောပြီးတော့လွှကိုလာတောင်းမယ်လေမောင်ရဲ့လက်ထပ်ဖို့ကစောပါသေးတယ်နောက်ပြီးမောင်ရဲ့မိဘတွေကလွှကိုသဘောကျပါမလားသဘောမကျစရာဘာရှိလို့လဲလွှလိုချွေးမချောချောလေးကိုမောင်ကရွေးနိုင်လို့တော်တယ်လို့တောင်ပြောချင်ပြောအောင်မှာမောင်တော့ဒီကစကားအကောင်းပြောနေတာရွှွတ်နောက်နဲ့မောင်ကနောက်တာမဟုတ်ဘူးတကယ်ပြောတာမနဲ့လွှတို့အိမ်ကိုမောင်လာခဲ့မယ်နော်မျက်မှောင်လည်းရှိမှာဆိုတော့လေလာလေလွှလည်းမနဲ့ဖြန်နာတယ်အခုမောင်အိတ်တော့လေတနေ့လုံးပြင်ပန်းလာတာဆိုတော့နားချင်ရောပေါ့လွှလည်းအိတ်တော့နော်ချစ်တယ်မောင်ချစ်သူလေလွှလည်းမောင်ကိုချစ်ပါတယ်ဖုန်းထဲကသူတို့စကားတန်တွေကဘေးလူကြရင်တော့အားချခြင်းစရာပါသူတို့နှစ်ယောက်ရဲ့ပုံကအရန်ချစ်ကြလို့လေစူရှာမနဲ့စောစောစီးစီးကလေးကလွှတို့အိမ်ရောက်နေပါတယ်ဟာဂိမ်းပြီကွာလာတာဘဲဘဲအချမ်းလေးနှက်ခမ်းနေကြောင်လေးနဲ့စူရှာရဲ့ဘဲဘဲမျက်လုံးတစ်ခွင်ကိုလွှသေးသေးချာချာဝိုင်းနေတယ်သူတို့နှစ်ဦးကဂိမ်းစောနေကြခြင်းပဲဖြစ်ပါတယ်စူရှာရဲ့မျက်နှာမှာတော့နှက်ခမ်းတွေရဲနေပါတယ်မျက်မှောင်ကတော့ဘေးကအားပေးသမားလွှငါနင်းတို့စားဖို့လက်ဖက်တုပ်လိုက်အောင်မယ်အေးငရုတ်သီးစိမ်များလေးနော်အေးပါနင်းကြိုင်ငါတီးပြီးသားမျက်မှောင်လက်ဖက်သုံးရန်ထမင်းစားကန်းလေးတွေကိုဝင်သွားပါတယ်လာခဲ့ဒီတစ်ခါတော့အရှုံးမပေးဘူးစူးရှမကြည့်ပွဲနှွှဲကျင်နေပုံ
စားစော်ကလေးကဆူရှာတခါမှလွှတ်အောင်မနိုင်သေးပါဘူးလာထားကွာဒီတခါတော့နိုင်ပြီကွာဆူရှာထားကုန်ပါလေသူ့ရဲ့ပုံစံကကလေးတယောက်နေလော်အားတော့သူခံရမဲ့အလှမို့မျက်နှာလေးရှုပ်ထွနေပါတယ်မောင်အထင်ရှားကြီးမစွဲနဲ့နော်မစွဲပါဘူးမျက်လုံးလေးမှိတ်ထားနော်လာပြီနှကန်းဒီတောင်လေးကိုလက်ကကင်ကဆူရှာဆိုပါတယ်လော်အားတော့မျက်လုံးလေးကိုမှိတ်ထားလိုက်တယ်ဆူရှာလွှာရဲ့နှစ်ဖူးလေးပေါ်အနံတပွင့်ချွေလိုက်ပါတယ်လွှာလေးရုတ်တရက်မျက်လုံးလေးဖွင့်လာပြီးမောင်ကွာမကောင်းဆူရှာရဲ့ရင်ဘတ်လေးကိုလက်နုနုလေးနဲ့ရှယ်ရမ်းရမ်းကထုတ်နေပါတယ်ဆူရှာကတော့ဘာမှမပြောလွှာထုတ်နေတာကိုပြုံးပြုံးကြီးခံနေပါတယ်လွှာရဲ့မျက်နှာကိုကြည့်ကဆူရှာစိုးရိမ်သွားတယ်လွှာနှာခေါင်းမှာသွေးရည်ထွက်နေတယ်ကိုတုပ်ပေးမယ်ငင်းငင်းနေနော်ဘေးမှာတီရှူးဘူးလေးတွေကနေတီရှူးကိုထုတ်ကဆူရှာယူရတုပ်ပေးပါတယ်လွှာနေမကောင်းလားနှာခေါင်းသွေးယူတာမကောင်းနော်စိတ်မပူပါနဲ့မရဲ့ရာသူတို့ကပူလို့နေမှာပါလွှာရင်လည်းဖြစ်ပူးပါတယ်နောက်ပြီးသူ့ဘာသာသူပျောက်သွားတာစိုးရင်စရာမရှိပါဘူးမဟုတ်ဘူးလေလွှာရဲ့အဲ့လိုပေါ့ပေါ့ဆဆမနေရဘူးလေလာပါအခုမောင်နဲ့စီကန်းသွားပြမယ်မောင်ကလေဘာမှမဖြစ်ပါဘူးဆိုခုံပေါ်မှာဆူရှာရဲ့ဖုန်းလေးကမြည်လာပါတယ်ဆူရှာကောက်ကင်လိုက်ပြီးတော့စကားပြောနေတယ်လွှာရဲ့ဒီနေ့ကိုစီကန်းမလိုက်ပို့နိုင်တော့ဘူးအခုကုမ္ပဏီမှာအရေးကြီးကိစ္စလေးပေါ်လာလို့ဒါပေမဲ့လွှာစီကန်းကိုပြပြအောင်ပြနော်ကိုသွားပြီမောင်ကားကယူဆိုင်မောင်းနော်လွှာဆူရှာကိုတတိပေးလိုက်ပါတယ်ဆူရှာထွက်သွားတယ်ဒီနေ့မှပဲနှာခေါင်းသွေးယူတာအတော်ဆိုးပါတယ်အခုလဲကြားလာပြန်တယ်လွှာတီရှူလေးနဲ့တုပ်လိုက်တယ်ဟဲကိုဆူရှာရောမျက်မှော်ကလက်ဖက်ပကံလေးနဲ့ထွက်လာပါတယ်အလုပ်ကိစ္စရှိလို့တဲ့ပြန်သွားပြီငါရဲ့လက်ရလေးတောင်စားမသွားချအောင်အမေမပူပါနဲ့ငါစားပေးပါမယ်မျက်မှော်လက်ထဲကလက်ဖက်ပကံကိုလွှာဆွဲယူလိုက်ပါတယ်ငါ့ဖို့လဲချန်တော့မချန်ဘူးအကုန်စားမှာမျက်မှော်ကိုစနေပါတယ်လွှာတယောက်စေကန်းသွားရန်ထွက်လာခဲ့လိုက်တယ်မျက်မှော်တော့မခေါ်တော့ပါဘူးသူလဲသူ့ပဲနဲ့ချိန်ထားတယ်ဆိုတော့မခေါ်တော့ပါဘူးလွှာမက်လားနင်ရှိန်းလားရှိန်းသူကခေါင်းလေးဆက်ပြလိုက်တယ်လာပါငါတို့အေးလေးပါလေးတောင်းရင်စကားပြောကြတာပေါ့နီးရဆိုင်လေးတွေကိုရှိန်းသူရဲ့ခုံမှုကြောင့်လွှာဝင်ထိုင်လိုက်ပါတယ်ငါနင့်ကိုနောက်ကနေကြည့်နေတာကြပြီနင်ဟုတ်မဟုတ်သိချာမသိလို့ဘာလဲငါအဲ့လောက်တောင်ပြောင်းလဲသွားတာလားငါတို့မတွေ့တော့တဲ့9နှစ်တွင်နင်ကတော်တော်ပြောင်းလဲသွားတယ်နင်လည်းပြောင်းလဲသွားပါတယ်အခုဆိုနင်းရဲ့ပုံစံကနိုင်ငံခြားဆိုင်ပေါက်နေပြီလေနင်ဖြစ်ချင်တဲ့ရှိနေဖြစ်နေပြီလေနင်တို့ဘွားကောင်းလိုက်တာဟာငါမြန်မာပြည်ပြန်ရောက်တာမကြသေးဘူးဟာရောက်ချင်းနင်တို့အိမ်ကိုလာသေးတယ်နင်ရဲ့မိဘတွေလည်းမရှိတော့နင်ရန်ကုန်တက်သွားတယ်တဲ့ဒါနဲ့နင်ရဲ့ရန်ကုန်မှာအလုပ်လာလုပ်တာလားအေးပေါ့ဒီကကုမ္ပဏီတကူကငါ့ကိုကန့်လန့်လို့ဒီမှာရောက်နေတာဟုတ်လားအေးပေါ့နင်လို့အရေးချင်းရှိပြီးတော့နိုင်ငံခြားပြန်ရှိနေတယောက်ကိုကုမ္ပဏီတွေကကန့်လန့်ချင်မှာပေါ့ဟဲ့မိလွာငါ့ကိုမြောက်မနေနဲ့ဒီအေးဖို့ငါရှင်းမှာပါဟာအေးပါနင်မဲရှင်းရမှာပါဒါနဲ့နင့်ရဘယ်နေရလဲငါလေလာခဲ့မယ်အခုရောနေဖေးသွားမလို့လေစီကန်းသွားမလို့ဟာဘာဖြစ်လို့လဲနင်မကောင်းလားတိတ်တော့မကောင်းအဲ့ဒါဆိုငါလိုက်ဖို့ပေးမယ်လေရပါတယ်ဟာနင်တို့ကအလုံးများတယ်လေလိုက်မဖို့ပါနဲ့အခုကငါအားတယ်လာပါဟာတငယ်ချင်းတွေပဲကိုဘာလဲနေဘဲတွေတမျိုးထင်သွားမှာဆိုလို့လားကောင်းစို့လွှာရှိုင်းသူရရဲ့လက်မောင်းလေးကိုလှမ်းထုတ်လိုက်ပါတယ်ကောင်းမလေးဒီလိုလေးပြောတာကိုရှက်နေပုံထောက်တော့တကယ်ရှိနေပြီထင်တယ်ရှိတယ်ဟာနင်သာကြိုက်သူမရှိလို့အခုထိလူပြိုကြီးဖြစ်နေတာနင့်ဘသူကပြောလဲကြိုက်သူမရှိဘူးလို့ဒါဆိုရင်ရှိတယ်ပေါ့မရှိဘူးနှစ်ယောက်သားရှိလိုက်ကြပါတယ်ရှိန်နဲ့လွှာတို့ကတမျိုးတည်းအတူနေခဲ့ကြတဲ့တငယ်ချင်းတွေပဲဖြစ်ပါတယ်ရှိန်နိုင်ငံကြောင်းထွက်သွားတဲ့ကသူတို့အဆက်တွေပြတ်သွားကြတယ်ဆရာစာရဲစာတန်းတွေကင်လာတဲ့ဆရာဝန်ကိုလွှာခေါ်လိုက်ပါတယ်ဆရာဝန်ကတော့စာရွက်တွေကိုပဲကြည့်နေတယ်ဆရာဝန်ကဘာစကားမှမဆိုတာကြောင့်ရှိန်နဲ့လွှာတယောက်မျက်နှာတယောက်ကြည့်လိုက်ပါတယ်ဆရာဝန်မျက်နှာမကောင်းပါဘူးလွှာနဲ့ရှိန်ကတော့ဆရာဝန်ပြောမဲ့စကားအဖြစ်ကိုစောင့်စားနေကြတယ်လူနာမှာတွက်ကိစာရှိနေပြီရှင်ဆရာဝန်ရဲ့စကားအဆုံးမှာတော့လွှာအံ့ဩခြင်းတွေနဲ့အတူဘာပြမမျက်ရည်တွေစီးကျလာပါတယ်ဆရာကုသလို့ရတယ်မလားရှင်သူရကြားမှဝင်မေးလိုက်ပါတယ်စိတ်မကောင်းပါဘူးယောဂအနောက်ဆုံးဆင့်ကိုရောက်နေပါပြီအလွန်ဆုံးတစ်လပါပဲအဲ့ဒီစကားတွေကလွှာရဲ့ရင်ကိုထိုးနှက်နေတယ်ဆရာဝန်ဆိုတာလည်းစိတ်မကောင်းလူနာအကြောင်းကိုမကွယ်မဝဲပြောရခြင်းပဲဖြစ်ပါတယ်လွှာအတွက်တော့မျောလင်းချက်ပျောက်ဆုံးနေပါတယ်ဘေးကရှင်သူရကလေလွှာကိုဘလို့အားပေးရမလဲဆိုတာတော့အဖြေရှာမတွေ့ပါဘူးနောက်တော့သူတို့စီကန်းကပြန်လာပြီးတိတ်ဆိတ်တဲ့နေရာတစ်ခုကိုဝင်ထိုင်လိုက်ကြတယ်လွှာမှာဒီလိုယောဂရှိမိတော့မထင်ခဲ့မိပါဘူးရှင်သူရကတော့လွှာရဲ့ပခုံးလေးကိုကန်ကသူ့ရဲ့ရင်ခွင်လေးတွေကိုဆွဲသွင်းနှိမ့်သိမ့်လိုက်ပါတယ်လွှာကတော့အဝေးကိုကြည့်ရင်မျက်ရည်တွေကျနေစေ
ရှင်ရဲ့ငါရဲ့ဘွားဆိုးလိုက်တာဟာငါမှမိဘကလည်းမရှိတော့ငါ့ဘော်တိတ်ကောင်းတဲ့သူတွေရှိလာတော့လေငါကလောကကြီးကနေထွက်ခွာသွားတော့မယ်ကံကြမ္မာငါ့ကိုမျက်နှာသာမပေးပါလားရှင်ရဲ့ရင်ဝင်ထဲမှာအာရပါရငိုနေပါတယ်အားမငယ်ပါနဲ့ဟာအခုနင့်ဘေးမှာနင့်ကိုချစ်တဲ့သူတွေရှိနေတာပဲဆရာဝန်ကအဲ့လိုပြောတယ်ဆိုပေမဲ့နင်စီးမမှန်တော့ရင်ပျောက်မှာပါဟာနင်သာအားမလျှော့နဲ့ရှင်သူရဆရာဝန်ပြောတဲ့နောက်ဆုံးအစင်းဆိုတဲ့ပြောတာကိုကြားပေမဲ့လေလွှတ်အောင်အားပေးရမှာပျောက်မှာပါဆိုတဲ့စကားကသူ့အတွက်ဖြေသာရလိမ့်မယ်လို့တွေးထင်လိုက်ပါတယ်ဟဲလွှတ်ပြန်လာပြီလားကိုဆူးရှာကြီးရောက်နေတယ်အဲ့ဒီပါလာတာကိုလွှတ်နောက်မှရှင်သူရအောင်မြင်လို့ပြောလိုက်ခြင်းပဲဖြစ်ပါတယ်ရှင်သူရကတကယ်တော့လွှတ်ကိုပြန်လိုက်ဖို့ပေးခြင်းပဲဖြစ်ပါတယ်မျက်မှောင်ကရှိရဝင်သွားတာကြောင့်လွှတ်တို့နှစ်ယောက်အပေါ်ဝမှာကြမ်းခဲ့တယ်ရှင်အထက်ရောက်တဲ့အခါငါယောဂအကြောင်းသူတို့မပြောပြပါနဲ့ဟာအေးပါငါနားလဲပါတယ်ကျေးဇူးပါရှင်ရဲ့စကားပြောပြီးအေကန်တွေကိုဝင်လာလိုက်ကြတယ်မောင်ရောက်နေတာကိုအလုပ်ကိစ္စတွေကပြီးခဲ့ပြီလားပြီးခဲ့ပြီမောင်မိတ်ဆက်ပေးအောင်မယ်ဒါကလွှငငယ်တွေကခင်လာတဲ့တငယ်ချင်းရှင်းနေရှင်သူရာတဲ့လွှနောက်ကရှင်သူရာကိုစူးရှကြည့်လိုက်တယ်ကိုရှင်းသူရာလွှရဲ့တငယ်ချင်းလားစူးရှအာရဝန်သားသာပြောတော့လွှအံ့ဩသွားတယ်ရှင်းနေမောင်နေကအတိတွေလားအတိတွေဘဲကမလဲသူကမောင်တို့ကုမ္ပဏီရဲ့အတိုင်ပင်ခံရှိနေလေဟုတ်တယ်လွှရဲ့ငါကိုစူးရှကုမ္ပဏီကရှိနေလေသူတို့နှစ်ယောက်ကအစကတည်းကခင်မင်ရင်းနှီးပြီးသားဆိုတော့လွှတုံလုံးမိပါတယ်ရှင်သူရသူ့ရဲ့ယောဂအကြောင်းကိုမောင်ကိုပြောပြမှစိုးရိမ်မိတယ်လွှမောင်ကိုတော့စိတ်မစင်းရဲစေလိုပါဘူးသူ့ရဲ့ယောဂအကြောင်းကိုမောင်သိရင်သူ့ကိုအမြန်ဆုံးလက်ထပ်လိုက်မယ်သူထွက်သွားတဲ့အခါမောင်သူ့ကိုလွမ်းဆိုးအထီးကျန်နေခဲ့ရမှာကိုသူမလိုလားပါဘူးဒါကြောင့်မောင်ရဲ့ဘွားကိုအနှင်မမခံစေလိုပါဘူးဒါကြောင့်မောင်ကိုမပြောပြစေလို့တာဒီလိုလာပါအောင်ကွယ်အပြင်ကပြန်လာတဲ့ဆူရှာကိုဒေါ်ထိတ်ထားခေါ်လိုက်ပါတယ်ဆူရှာလည်းအမေဖြစ်သူခေါ်နေတာကြောင့်အေကင်းကဆိုဖာတစ်ခုမှဝင်ထိုင်လိုက်တယ်ပြောကြရှိလို့လားမမီအခုမမီရဲ့သားလေးကအရွယ်ရောက်လာပြီဆိုတော့မိဘတို့ထုံးစံတိုင်းတောက်အိမ်အောင်ချပြီးမလို့ဦးသစ္စာရဲ့သမီးယူရလေးနဲ့လေဗျာဆူရှာတုံးလို့သွားပါတယ်ဘာဖြစ်လို့လဲတာရဲ့တောင်းမရည်ရထားတဲ့သူများရှိလို့လားဟုတ်မမီတောင်းမချစ်သူရှိပါတယ်ဒါဆိုရင်လည်းခေါ်ခဲ့လေမမီတို့နဲ့မိတ်ဆက်ပေးလေဟုတ်မေတာသူ့ကိုမမီတို့စီခေါ်လာမှာပါအေးပါတာသဘောကျတယ်ဆိုမမီတို့ကလည်းသဘောတူပါတယ်မမီတကယ်နော်တကယ်ပါမမီရဲ့သားလေးစိတ်ချမ်းသာဖို့အတိကအဲ့ဒါကြောင့်မမီကိုချစ်ရတာသွားပါဒီကောင်လေးသူ့လိုချင်တာရတော့မမီကိုလာချွဲနေတယ်ဒေါ်ဒိတ်ထားသူမရဲ့ခါလေးကိုဖတ်ထားတဲ့ဆူရှာရဲ့လက်ကလေးကိုအသာရပဲရိုက်လိုက်ပါတယ်မြင်နေတဲ့ဖုန်းလေးကိုလွှကောက်ကင်လိုက်တယ်လွှမောင်တို့အတွက်တော့တကယ်သတင်းကောင်းပဲဘာသတင်းကောင်းလဲမောင်ရဲ့တစ်ဖက်ကပြောနေတဲ့ဆူရှာရဲ့အတန်ကဝမ်းသာနေတဲ့အတန်မျိုးမောင်ရဲ့မမီကလေလွှနဲ့မောင်ကိုသဘောတူတယ်တဲ့အဲ့ဒါမနေ့ပြန်ကြရင်မမီကလွှအောင်တွေးကျင်လို့တဲ့မောင်ရဲ့မိဘတွေကမောင်တို့ကိုသဘောတူလိုက်တာလွှဝမ်းမသာဘူးလားလွှဝမ်းမသာနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ तू ကမကြခင်မှာလောကကြီးရထွက်သွားတော့မဲ့လူလေ तू ထွက်မသွားရဘူးဆိုရင်တော့အဲ့ဒီကိစ္စကသူ့အတွက်အပြောဆုံးတစ်ခုဖြစ်လိမ့်မယ်ခုတော့ तू မပြောနိုင်ပါဘူးမောင်ရဲ့ဝမ်းသာစွာပြောနေတဲ့အတန်တွေကသူ့ရဲ့ရင်ကိုနာကျင်စေတယ်မျက်ရည်တွေကလည်းပါးပြင်ထက်မှတိတ်တိတ်လေးကျနေပါတယ်လွှာမောင်မင်းကြီးရဲ့လေဝမ်းမသာဘူးလားလို့အော်လွှာဝမ်းသာတာပေါ့လွှာရဲ့ဝမ်းသာပါတယ်ဆိုတဲ့စကားကအားပြောနေတာမဟုတ်စူရှာအားမလို့အားမရဖြစ်မိပါတယ်လွှာနေမကောင်းလားကောင်းပါတယ်မောင်ရဲ့ဘာဖြစ်လို့လဲလွှာရဲ့အတန်ကတစ်မျိုးဖြစ်နေလို့အော်အဲ့ဒါလွှာအတန်နဲ့နာနေလို့ပါဒါဆိုရင်လည်းစောစောအိတ်တော့နော်မနေ့ကမောင်ရဲ့မိဘရင်းနဲ့တွေ့ဖို့မောင်လှကိုလာခေါ်လဲမယ်နော်ဟုတ်ကဲ့မောင်ဆူရှာဖုန်းလေးချသွားပါတယ်ဖုန်းပြောပြီးရနဲ့လွှအောက်ကိုအယုတ်ကျိုးပြတ်တယ်လို့ပုံချသွားပါတယ်လွှငိုကြွေးနေနေဖုန်းနံပါတ်လေးတစ်ခုကိုဆက်လိုက်တယ်ဟယ်လိုရှင်ငါပါအော်အေးလွှပြောနင်းနေမကောင်းလို့လားဘာဖြစ်လို့လဲငါအခုလာခဲ့ရမလားငါနေကောင်းပါတယ်နင်ငါ့ကိုတစ်ခုလောက်ကူညီပါဟာပြောလေလွှငါဘာကူညီပေးရမလဲနင်ငါချစ်သူအဖြစ်ဟန်ဆောင်ပေးနိုင်မလားဟာမဖြစ်တာနင်အကြောင်းကိုကိုဆူရှာကိုပြောပြသိနေလို့ထင်တယ်ရှင်နင်ပြောလို့မဖြစ်ဘူးနော်နင်ငါ့ကိုတနာရင်မအောင်မပြောပါနဲ့ဟာအေးပါငါမပြောတော့ပါဘူးနင်ပြောတဲ့အတိုင်းငါတို့ဟန်ဆောင်ချစ်သူအဖြစ်နေလိုက်ရင်ကိုဆူရှာနင့်ကိုနာကျည်းသွားလိမ့်မယ်နော်ငါအဲ့လိုဖြစ်စေချင်တာမောင်ငါ့ကိုလွမ်းဆွနေမယ်စာမုံသွားတာပိုကောင်းပါတယ်ဟာအဲ့ဒါမှမောင်တိတ်မခံစားရမှာဒါမဲ့နင့်ကိုလည်းသူနာကျင်သွားမှစိုးတယ်ငါအတွက်ကရပါတယ်ဟာငါနင့်ကိုကူညီရရင်ပဲကျင်းတတ်ပါတယ်ဟာနင်သာသူမုံသွားရင်ခံနိုင်ရင်ရှိပါမလားငါခံနိုင်ပါတယ်ဟာ
ငါမကြခင်ထွက်သွားမယ်သူပဲအဲ့လိုအားငယ်တဲ့စကားတွေမပြောပါနဲ့ဟာနေစောစောအိတ်တော့နော်ဆေးလဲတောက်အေးပါရှင်ကျေးဇူးပါဟာရပါတယ်ငါနဲ့နေကြမှာကျေးဇူးတွေဘာတွေမလိုပါဘူးသူဘာအကြံစီတွေကြောင့်ဒီလိုလုပ်နေလဲဆိုတာကိုတော့မျက်မှော်နားမလဲပါဘူးမျက်မှော်လွှာနဲ့ဆူရှာဖုံပြောနေကြရရောက်နေလွှာတော့သူ့ကိုမမြင်လွှာနင်ငါ့ကိုဘာတွေဖုံးခွဲထားလဲနောက်ကမျက်မှော်အတန်ကြတော့လွှာလန့်သွားပါတယ်အစတော့လွှာမျက်မှော်ဘာမပြောဘူးစိတ်ကူးထားတယ်ခုတော့လွှာအကြောင်းဆုံးပြောပြလိုက်ရတယ်တငယ်ချင်းရဲ့မျက်မှော်လွှာကိုဖတ်လိုက်ပါတယ်မျက်မှော်ဒီအကြောင်းနဲ့မောင်ကိုသွားမပြောပါနဲ့နော်အေးပါဟာငါမပြောပါဘူးဒါမဲ့မနေ့ပြန်သူ့ရဲ့မိဘတွေနဲ့တွေ့ဖို့ကိစ္စဘယ်လိုလုပ်မလဲငါစဉ်းစားထားပါတယ်ဟာမောင်ဘက်ကဒီလောက်စောစောစီစဉ်လိမ့်မယ်လို့ငါမထင်ထားဘူးအခုမောင်ရဲ့မိဘတွေနဲ့သာငါတွေ့လိုက်ရင်ငါရုံထွက်ဖို့ခက်လိမ့်မယ်မောင်ပြောရှင်စီဖို့ငါအကုန်လုံးနိုင်ပါတယ်ဒါပေမဲ့ကိုဆူရှာနှိမ့်အောင်မုန်းသွားလိမ့်မယ်မုန်းပါစေတနေ့တော့မောင်ငါ့အပေါ်နားလဲလာမှာပါတငယ်ချင်းရဲ့တုတ်တိတ်နာကျင်စွာနဲ့ခေါ်လိုက်ပါတယ်လွှာရင်ပြီးပြီလားလာသွားကြရအောင်လေဆူရှာရောက်ချလာပါတယ်လွှာအခန်းလေးကထွက်လာတယ်လွှာဘာမှမလုပ်ရသေးဘူးဟိုမှာမမီတို့ကလွှာကိုစောင့်နေကြတယ်လွှာအဝတ်စားသွားလဲလိုက်တော့လေမောင်စောင့်နေမယ်ဘသူကကိုဆူရှာကြီးလိုက်မယ်လို့ပြောဖို့လို့လေလွှာရဲ့အခေါ်အဝေါ်တွေကအစာပြောင်းသွားတယ်ဘာလေလွှာမောင်နောက်နေရလားမနောက်ပါနဲ့ကွာမောင်တို့ခုလက်ထပ်လို့ရတော့မယ်လေဘသူကိုလက်ထပ်မယ်သူမကကျေလောင်စွာရီမောရင်းနဲ့ပြောလိုက်ပါတယ်မောင်ကလွှာကိုလက်ထပ်မှလေဒီမှာကိုဆူရှာကျမရှင့်ကိုဘယ်တော့လက်ထပ်မယ်လို့ပြောခဲ့ဘူးလို့လေရှင်သိစိတ်ကူးတွေရင်းမနေနဲ့လွှာမင်းဘာတွေပြောနေရလဲဘာတွေပြောနေရလဲဟုတ်လားရှင်နဲ့လက်ခွဲမယ်လို့ပြောနေတာဘာလမ်းခွဲမယ်ဟုတ်လားဘာအကြောင်းပြချက်ကြောင့်လက်ခွဲချင်ရတာလဲမောင်ကဘာအပြစ်တွေရှိလို့လဲလွှာမကြိုက်တာရှင်ပြောပါမောင်အားလုံးပြစ်မယ်မောင်တော့ရက်စက်တဲ့စကားတွေမပြောပါနဲ့ကွာမောင်မခံစားနိုင်လို့ပါလွှာရဲ့ပခုံးလေးနှစ်ဖက်ကိုတင်းတင်းဖက်ရင်းနဲ့ဆူရှာဆိုလိုက်ပါတယ်လွှာယုံလိုက်တယ်လွှာမျက်ရည်မကြားမိအောင်အပေါ်မော့ပြီးတော့မျက်တောင်တစ်ချက်ခတ်လိုက်ပါတယ်ကျမတော့ရှင့်ကိုမချစ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျမအခုရှင့်ကိုချစ်နေလို့ပဲဘာရှင်သူရကိုချစ်နေလို့ဟုတ်လားမင်းကတော်တော်သစ္စာမရှိတဲ့မိန်းမပဲငါကတော့မင်းကိုချစ်လိုက်ရတာမင်းကတော့ငါ့ဘောလှုပ်ရက်တယ်ရှင်ထင်မြင်တယ်လို့ထင်ကျမကတော့ရှင်နဲ့မကြခင်မှာလက်ထပ်မှာလွှာဆူရှာကိုနောက်ကျောပေးကဆိုလိုက်ပါတယ်အေးငါလည်းမင်းလိုသစ္စာမရှိတဲ့မိန်းမကိုတွေ့ခွင့်နေမဲ့ကောင်မဟုတ်ဘူးမင်းစောင့်ကြည့်နေလိုက်ပါငါမင်းထက်အရင်မင်္ဂလာဆောင်ပြမယ်သူလွှာကိုနာကျင်စွာပြောဆိုပြီးမျက်ရည်တွေနဲ့လှည့်ထွက်သွားပါတယ်ကြံနေခဲ့သူလွှာရဲ့မျက်ရည်တွေကိုတော့သူမြင်နိုင်မှမထင်ပါဘူးသူထွက်သွားတော့လွှာအယုတ်ကျိုးပြတ်ကြသလိုခွေကနေလဲကျသွားပါတယ်ဟဲ့တာကောင်မလေးရောမပါဘူးလားဒေါသရည်နဲ့ပြန်လာပြီးတော့အိမ်ပေါ်တက်နေတဲ့သားဖြစ်သူကိုဒေါ်ထိတ်ထားလှမ်းမိလိုက်ပါတယ်သားသူ့ကိုမချစ်တော့ဘူးမမီတို့စီစဉ်ထားတဲ့ယူရနဲ့ပဲသားလက်ထပ်မယ်မင်္ဂလာပွဲကိုအမြန်ဆုံးစီစဉ်ပေးပါသူပြောချင်တာပြောသွားပြီးသူ့အခန်းထဲဝင်သွားလိုက်ပါတယ်လွှာမင်းသိရက်ဆက်တယ်ကွာမင်းကငါဘလောက်ချစ်တယ်ဆိုတာမသိလို့လားကွာယောက်ျားတံမဲ့မိန်းမတယောက်အတွက်နဲ့သူ့ရဲ့မျက်ရည်တွေခန်းကုန်လာအောင်ကြားနေပါတယ်တစ်ဖက်မှာတော့ဆူရှာပြန်သွားပြီးတဲ့နောက်လွှာယောဂဖောက်လာလို့ဆေးရုံတင်လိုက်ရပါတယ်လွှာတက်တာရဲ့လားအနာရှိမျက်မှော်နဲ့ရှင်ရမေးပါတယ်တက်တာပါတယ်ဟာလူဝါသာတက်တာပါတယ်ဆိုရင်သူ့ရဲ့ပုံစံကတော့မျက်ခွန်နဲ့ညိုပြီးတော့နှက်ခမ်းတွေဖြူဖတ်နေပါတယ်ငါဆေးရုံကဆင်းညင်နေဟာငါ့ကိုဆင်းလို့ရအောင်နင်တို့လုပ်ပေးပါလူနာဆန္ဒရှိတာမို့မျက်မှော်တို့လည်းဆေးရုံကဆင်းရပြင်ဆင်လိုက်ကြတယ်ရှင်နင့်ကိုမောင်ကပါပြောလေဘာမှတော့မပြောပါဘူးဟာဒါမဲ့ငါ့ကိုတိတ်မကြည့်ဘူးဟိုတနေ့ကတော့ငါစီမူမူယူနဲ့ရောက်လာပြီးလက်သီးတစ်ချက်ကျွေးသွားတယ်လေရှင်သူကသူ့ရဲ့နှာခမ်းကိုကန်ရင်းနဲ့ရီပြောပါတယ်ငါကြောင့်နင်အခုလိုဖြစ်ရတာပါငါတောင်းပန်ပါတယ်မလိုပါဘူးဟာကိုဆူရှာလည်းအချိန်တန်ရင်နားလဲသွားမှာပါတနေ့မှာတော့ဆူရှာကောင်မလေးတယောက်နဲ့လွှာရိုးစီရောက်လာပါတယ်မျက်မှောင်ကတော့အပြင်ခဏသွားတယ်အိမ်မှာလွှာတယောက်သေးကြံခဲ့တယ်ဒါကျွန်တော်တို့မင်္ဂလာဖိတ်စာလေးမက်ထွေရုပ်လာတက်ရောက်စေချင်ပါတယ်ဖိတ်စာလေးကိုကန်ပေးလိုက်တယ်အော်မိတ်ဆက်ပေးရအောင်မယ်မက်ထွေရုပ်လာဒါကကျွန်တော်ရဲ့သတို့သမီးလောက်ຫນွေယူရတဲ့ယူရဒါကိုရဲ့မိတ်ဆွေမက်ထွေရုပ်လာဆူရှာကຫນွေယူရရဲ့ပခုံးလေးကိုဖတ်ပြီးတယောက်နဲ့တယောက်မိတ်ဆက်ပေးနေပါတယ်လွှာသိပါတယ်မောင်ကျမကသူ့နိုင်ကြောင်းလာပြခြင်းပဲဖြစ်ပါတယ်ကျင်းတတ်ပါတယ်မောင်ရဲ့ဒီလိုဖြစ်အောင်လဲကျမကိုယ်တိုင်ဖန်တီးခဲ့တာပါအော်တက်ပြအောင်တက်ပေးပါနော်မက်ထွေရုပ်လာဆူရှာပြောမှသူ့ကိုခနဲ့ကျင်တဲ့သဘောပါတာကိုသူမသိပါတယ်ဖိတ်စာပေါ်ကအမြင်နာမတို့ကြီးကလွှမ်းမျက်ရည်မကြအောင်ထိန်းထားခဲ့ရတယ်မောင်ရဲ့
မောင်ခံစားရတယ်လို့ကျမလည်းခံစားရပါတယ်။စိတ်ထဲကနေရေရွတ်လိုက်မိတယ်။လွှားရဲ့အခြေအနေကတဖြည်းဖြည်းပင်ဆူရွားလာခဲ့ပါတယ်။အခုဆိုလမ်းတော့ကောင်းကောင်းမရှောင်နိုင်တော့ပါဘူး။ဆေးရုံလည်းမတက်ချင်တာကြောင့်အိမ်မှာပဲဆေးတောက်ပြီးတေမဲရက်ကိုစောင့်နေရတယ်။ဒီနေ့ကတော့ဆူရှာရဲ့လက်ထက်မင်္ဂလာပွဲနေ့ပဲဖြစ်ပါတယ်။သူမသွားချင်ပါဘူး။အဲဒါကြောင့်မျက်မှော်နဲ့ရှင်ကိုအကူအညီတောင်းပြီးမင်္ဂလာပွဲကိုလိုက်ဖို့ရန်တောင်းဆိုတယ်။သူတို့လည်းလွှားကိုစိတ်ချမ်းသာစေချင်တာမို့လိုက်ဖို့လိုက်ရပါတယ်။ရှင်သူရာဝီချဲလေးကိုတွန်းကလိုက်ဖို့တယ်။သူမအထဲဝင်လို့ပါဘူး။မအောင်နောက်ဆုံးအနေနဲ့လာကြည့်ခြင်းပဲဖြစ်တယ်လို့မျက်မှော်တို့ပြောတယ်။ဒါကြောင့်ခမ်းမတဲ့ဝင်မဲနဲ့မင်္ဂလာခမ်းမရဲ့ထောင်းတနေရာဝီချဲလေးပေါ်မှာဆူရှာတို့လာမဲ့လမ်းဟိုသာငေးမောနေပါတယ်။ရှင်ငါ့ကိုဒါလေးလက်ဖွဲ့ပေးပါလား။သူမလက်ထဲမှာဂရီပါအနေရောင်ဘူးလေးကိုလှမ်းပေးလိုက်တယ်။ရှင်သူတော့ဖွင့်ကြည့်လိုက်တော့လက်စွပ်လေးတကွင်ဒါလေးကမောင်ချစ်ခွင်းပန်တော်ကပေးထားတဲ့လက်ဆောင်လေးဒီပစ္စည်းလေးကငါနဲ့မသက်ဆိုင်တော့ပါဘူးဟာသူ့ရဲ့သခင်စီကိုဝယ်ပို့လိုက်ပါရှင်ဘူးလေးကိုပြန်ပိတ်ခါလက်ဖွဲ့ရခမ်းမတွေကိုဝင်သွားပါတယ်ခဏကြာတော့ပြန်ထွက်လာတယ်ကားတစ်စီးခမ်းမရှိကိုရောက်လာပါတယ်အဲ့ဒီကားပေါ်မှာသတို့သားနဲ့သတို့သမီးဆင်းလာတယ်လွှာတော့သတို့သားဖြစ်သူဆူရှာကိုမျက်တောင်တစ်ချက်မခတ်ကြည့်နေပါတယ်မောင်ရဲ့ပုံစံကပျော်နေတဲ့ပုံမပေါ်ပါဘူးမောင်ရဲ့ပျော်ပျော်နေခဲ့ပါမောင်ပြောမှလွှာလဲပျော်ရွှင်မှာပါခံစားနေရတဲ့ဝေဒနာကအခုမှပိုဖောက်လာသလိုအမြင်အာရုံတွေဝေဝါးလာသလိုကိုရှင်သူကလွှာဘာဖြစ်နေလဲမသိဘူးလွှာသတိထားပါဦးဘေးကမျက်မှောင်ရဲ့စကားတွေကနားထဲမှာဝေဝါးနေပါတယ်နောက်ဆုံးအရာအလုံးနဲ့လွှာအဆက်ပြတ်သွားပါတော့တယ်ရှင်ရတော့တီးလိုက်ပါတယ်လွှာအသက်မရှိတော့ကြောင်းကိုမသိသူတယောက်ကတော့ဆူရှာပဲဖြစ်နေလိမ့်မယ်ခမ်းမအဝင်ဝါကိုရှင်သူရလှမ်းကြည့်လိုက်တယ်ဆူရှာတို့ခမ်းမတွေကိုဝင်သွားကြပါပြီမောင်ရဲ့ကျမရဲ့ရင်ထဲမှာကင်းအောင်နေတဲ့အချစ်ကမောင်နဲ့ကြမှာပေါက်ဖွာလာတာပါအဲ့ဒီအချစ်တွေကအမြဲတမ်းမောင်းအတွက်ပါပဲကျမမောင်ကလွဲပြီးတခြားတစ်စုံတစ်ယောက်ကိုမှမချစ်ခဲ့ပါဘူးနောက်လဲရှိလာတော့မှမဟုတ်ပါဘူးကျမအတွက်မောင်သာထားရပါအဲ့ဒီစကားတွေကိုတော့လွှတ်ရဲ့နှလုံးသားလေးကပြောနေခဲ့မယ်ဆိုတာကိုဆူရှာတယောက်ကြားနိုင်ပါအောင်မလားအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူရှင်ညာမေချိုရေးသားထားတဲ့ထာဝရအတွက်ပါမောင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်